အားလုံးပဲမင်္ဂလာပါခင်ဗျာခေတ်ပြိုင်တရုတ်မှန်လုံးမြန်မာနိုင်ငံရေးသုံးသက်ချက်အစီအစဉ်ရဲ့အပိုင်းလေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ရဲ့ပထမဆုံးမိန့်ခွန်းပေါ်သုံးသက်ချက်နဲ့နိုင်ငံရေးယဉ်ကျေးမှုအလှည့်ပြောင်းဆိုတဲ့ခေါင်းစဉ်နဲ့နည်းနည်းကျပြန့်စွာသုံးသက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဆောင်းပါးကို NCN ရုပ်သံသတင်းဌာနရဲ့တီထောင်သူကိုအန်ဖုံးမြတ်က2026ခုနှစ်ဧပြီလ10ရက်နေ့မှာပဲအချိန်နဲ့တပြေးညီပြုစုရေးသားခဲ့တာဖြစ်ပါတယ်။ယခုအခါမှာတော့အဆိုပါဆောင်းပါးကိုမိဘပြည်သူများနားဆင်နိုင်ဖို့အတွက်အတန်ဖက်စနစ်နဲ့ပြင်ဆင်နေဖြစ်ပြီးထုတ်လွှင့်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။အပိုင်းတက်ဏိဒန်းနဲ့အသွင်ကူးပြောင်းမှု2026ခုနှစ်ဧပြီလ10ရက်နေ့ဟာမြန်မာနိုင်ငံရေးသမိုင်းမှာအရေးပါတဲ့နေ့ရက်တစ်ရက်အဖြစ်မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။ကာကွယ်ရေးဦးစီးချုပ်ဟောင်းဦးမင်းအောင်လှိုင်ဟာမြန်မာနိုင်ငံရဲ့12ဦးမြောက်နိုင်ငံတော်သမ္မတအဖြစ်ပြည်ထောင်စုလွှတ်တော်မှာကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ဒီသစ္စာပြုခြင်းအစီအစဉ်စတင်ပါမယ်။ကျွန်ုပ်ဦးမင်းအောင်လှိုင်သည်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့်နိုင်ငံသားများအပေါ်သစ္စာစောင့်သည့်ယူသေးပြီးပြည်ထောင်စုမပြိုကွဲ၍တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲ၍ချုပ်ချာအာဏာတည်တံ့ခိုင်မြဲရေးတို့ကိုထာဝစဉ်ဥစိတ်ပန်ဆင်ဆောင်ရွက်ပါမည်ကျွန်ုပ်သည်ဤနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုထိန်းသိမ်းစောင့်သည့်လိုက်နာယူသေးပြီးနိုင်ငံတော်၏ဥပဒေများကိုလိုက်နာကျင့်သုံးဆောင်ရွက်ပါမည်မိမိတာဝန်တရားများကိုဖြောင့်မတ်မှန်ကန်စွာဖြင့်စွမ်းကုန်ဆောင်ရွက်ပါမည်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင်တရားမျှတခြင်းလွတ်လပ်ခြင်းနှင့်ညီမျှခြင်းတည်းဟူသောလောကပါလတရားများပုံမူထွန်းကားရေးအတွက်ဆောင်ရွက်ပါမည်ကျွန်ုပ်သည်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အကျိုးငှာနိုင်ငံတော်အားမိမိအသက်ကိုနှင့်အနှင်းသည်ဟုလေးနက်တည်ကြည်စွာကြီးညာ၍ဂရိသစ္စာပြုပါသည်ပြန်ထားနိုင်ပါဗျာဂရိသစ္စာပြုခြင်းအစီအစဉ်ပြီးဆုံးပြီဖြစ်ပါတယ်ဤဖြစ်ရဟာစစ်အုပ်ချုပ်ရေးရနေရာကနေအယက်သားဆိုရအတွင်ကိုတရားဝင်ကူးပြောင်းခြင်းရဲ့အစပြုမှုတစ်ခုလည်းဖြစ်ပါတယ်ဒီနေ့မှာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကလည်းသူတို့ကျင့်သုံးခဲ့တဲ့အာဏာ3ရပ်ကိုပြန်လည်အနှင်းကြောင်းကြေညာခဲ့ပါတယ်ဒီအပြောင်းလဲဟာနိုင်ငံတော်တည်ငြိမ်ရေးနဲ့ဒီမိုကရေစီစနစ်စီကိုပြန်လည်ဦးတည်ဖို့ကြိုးပမ်းတဲ့အဆင့်တစ်ခုဖြစ်ပါတယ်နှစ်1500ရာစုကဖလော်ရင့်စ်မြို့ပြသမ္မတနိုင်ငံရဲ့တမိုင်းကိုပြန်ကြည့်ရင်လည်းအာဏာရှင်အုပ်စုများကတဆင့်စနစ်ကျတဲ့သမ္မတစနစ်ကိုကူးပြောင်းခဲ့ပုံကိုတွေ့ရမှာဖြစ်ပါတယ်ထိုခေတ်ကခေါင်းဆောင်များသည်လူထက်အဖွဲ့အစည်းကိုရှေ့တန်းတင်တဲ့နိုင်ငံရေးယဉ်ကျေးမှုကိုစတင်ထူထောင်ခဲ့ကြပါတယ်မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေမှာလည်းပုဂ္ဂိုလ်ဆွဲလန်းမှုတွေထက်ခိုင်မာတဲ့အဖွဲ့အစည်းဆိုင်ရာတရားဝင်မှုကိုတည်ဆောက်ဖို့လိုအပ်နေပါတယ်နိုင်ငံတော်သမ္မတရဲ့မိန့်ခွန်းဟာထို့သို့သောအဖွဲ့အစည်းဆိုင်ရာအပြောင်းလဲအတွက် landscape ခုဖြစ်တင်ပါတယ်အဲ့ဒီအသွင်ကူးပြောင်းမှုဟာအာဏာလဲလှယ်ခြင်းတသက်မဟုတ်ပဲစနစ်တစ်ခုလုံးကိုအစစ်မြင့်တင်ခြင်းဖြစ်ရပါမယ်ပြည်ထောင်စုလွှတ်တော်နာယကကြီးနဲ့တော့ကပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များပြည်ထောင်စုအစိုးရအဖွဲ့ဝင်များပြည်ထောင်စုအဆင့်အဖွဲ့အစည်းများတက်ရောက်လာကြတဲ့နိုင်ငံအသီးသီးမှကိုယ်စားလှယ်တော်များမြန်မာနိုင်ငံအခြေစိုက်နိုင်ငံခြားတန်ယိုးများမှတာမချီများတန်တမာများတက်ရောက်လာကြတဲ့သူများနဲ့မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးကိုယ်စိတ်နဲ့ပြချမ်းသာချမ်းသာပြီးကျက်တည်မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာဆုမွန်ကောင်းတော်ရင်နှုတ်ခွန်းဆက်တာအပ်ပါတယ်သုံးသမ္မတအသစ်ရဲ့ပထမဆုံးမိန့်ခွန်းမှာ2020ပြည့်နှစ်ရွေးကောက်ပွဲအခြေအနေများကတဆင့်ယနေ့ကာလအထိရောက်ရှိလာပုံကိုအစပြိုးရှင်းလင်းသွားခဲ့ပါတယ်
ရခင်ကဖြစ်ပေါ်ခဲ့တဲ့အကြက်တဲတွေကိုနိုင်ငံတာဝန်ထမ်းဆောင်ရခြင်းလို့ပုံဖော်ကယခုအခါပြည်သူ့ဆန္ဒနဲ့အညီဒီမိုကရေစီကိုပြန်လည်ဆက်တင်ဖို့ပြောဆိုခဲ့ပါတယ်။ဤဒီမှာမိမိကိုယ်ကိုနိုင်ငံရေးအရတရားဝင်မှုရရှိဖို့အားထုတ်တဲ့တန်တမန်နည်းကျချင်းကပ်မှုတစ်ခုဖြစ်ပါတယ်။ အမေရိကန်ပြည်အောင်စုတည်ထောင်ဆက်ကတတိယမြောက်ကြောပွေရင်ကဲ့သို့ပင်အတိတ်ကအငင်းဖို့အားမှုတွေကိုအတိမတ်ပြုခြင်းဖြင့်တရားဝင်မှုကိုတိဆောက်ရမှာဖြစ်ပါတယ်။နိုင်ငံရေးမှာတရားဝင်မှုရှိမှသာလျှင်ပြည်တွင်းပြည်ပတဲ့ယုံကြည်ကိုးစားမှုကိုရရှိနိုင်မှာဖြစ်ပါတယ်။ပြည်သူအလုံးကိုကိုးစားပြုတဲ့ပြည်တော်စုလွှတ်တော်ကကျွန်တော်ကိုနိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခဲ့တဲ့အတွက်ပြည်သူလူထုရဲ့ဆန္ဒကိုလေးစားစွာနဲ့နိုင်ငံတော်ဝန်ကိုဂုဏ်ယူဝမ်းမြောက်စွာနဲ့ခြေပြုံးအောင်ထမ်းဆောင်မှာဖြစ်ကြောင်းဥစွာပြောကြားလိုပါတယ်။2020ပြည့်နှစ်ပါတီစုဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာအဲ့ဒီချိန်ကအာဏာရပါတီဟာအလွန်အယုဆိုးကြီးတန်းတဲ့မဲမတမာမှုတွေကိုပြုလုပ်ခဲ့တာကြောင့်ဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့တရားမျှတပြီးစစ်မှန်တဲ့ရွေးကောက်ပွဲတစ်ခုမဖြစ်ခဲ့ပဲပါတီစုဒီမိုကရေစီစနစ်ကိုပြည့်ဝစေတဲ့မျိုးသားတဲ့နိုင်ငံရေးတရက်ကိုလှုပ်ဆောင်ခဲ့ပါတယ်။တမ္ပတော်နေတဲ့နိုင်ငံရေးပါတီများနဲ့ပြည်သူလူထုရဲ့ဆန္ဒနဲ့ညီတရားဥပဒေတိုင်းအေးချမ်းစွာဖြည့်ရှင်းနိုင်ဖို့အစဉ်စဉ်အကြိမ်ကြိမ်ညှိနှိုင်းမြစ်တာရက်ခံတောင်းဆိုခဲ့ပေမဲ့လည်းတောင်းဆိုချက်တွေကိုလျှို့ရှုပြီးမဲမတမာမှုအတွက်ဖြည့်ရှင်းခြင်းမပြုအပ်သေးပဲမှန်ကန်မှုမရှိတရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲရလဒ်နဲ့လွှတ်တော်ခေါ်နိုင်ငံတော်အာဏာကိုမတရားတဲ့နည်းလမ်းနဲ့အဓမ္မရယူမှုလှုံ့ဆော်ခဲ့ကြပါတယ်။ဒါကြောင့်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီနိုင်ငံတော်ကိုရေးပေါ်ချိန်တွေကြေညာပြီးနိုင်ငံတော်တာဝန်တွေကိုလွှဲအပ်တာဝန်ပေးခဲ့တာကြောင့်တပ်မတော်ကနိုင်ငံတာဝန်တွေကိုထမ်းဆောင်ခဲ့ရတာဖြစ်ပါတယ်။လေးအာဏာကိုအာဏာဖြင့်ထိန်းချောင်းခြင်းဟူသောအယူဆဟာမျက်မှောက်ခေတ်နိုင်ငံရေးမှာအလွန်အရေးကြီးပါတယ်။နိုင်ငံတော်သမ္မတကအာဏာ၃ရပ်ကိုလွှတ်တော်သို့လွှဲပြောင်းပေးခဲ့ခြင်းဟာဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်420ခုနှစ်အရစနစ်ကျတဲ့အပြောင်းလဲကိုဖော်ဆောင်ခြင်းဖြစ်ပါတယ်။သို့တော်လည်းအုပ်ချုပ်ရေးမဏ္ဍိုင်ကိုထိန်းညှိဖို့အတွက်ဥပဒေပြုရေးနဲ့တရားစီရင်ရေးတို့ရဲ့လွတ်လပ်ခွင့်မှာလည်းအရေးပါလာပါတယ်။ဖက်ဒရယ်လစ်ပေပါအမှတ်40ခုနှစ်မှာဖော်ပြထားတဲ့ကဲ့သို့အာဏာတွေကိုတိကျခွဲခြားထားခြင်းဖြင့်သာအာဏာရှင်စနစ်ကိုကာကွယ်နိုင်မှာဖြစ်ပါတယ်။ယခုအခါလွှတ်တော်အတွင်းထို့သောထိန်းချောင်းမှုတွေကိုအပြုသဘောဆောင်စွာစတင်ဖို့အချိန်ကြာရောက်နေပြီဖြစ်ပါတယ်။ငါးပြည်ထောင်စုအတိုင်ပင်ခံကောင်စီဖွဲ့စည်းလိုက်ခြင်းဟာလည်းဒီအသွင်ကူးပြောင်းရေးကာလမှာစိတ်ဝင်စားဖွယ်ရာအချက်တစ်ခုဖြစ်ပါတယ်။အခုဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံဟာဒီမိုကရေစီလမ်းကြောင်းပေါ်ကိုပြန်လည်ခြေချပြီးဘုံမကောင်းမွန်တဲ့အနာဂတ်စီကိုဥတီရှောင်လန်းနေပြီဖြစ်တဲ့အတွက်ပါတီစုဒီမိုကရေစီစနစ်ပုံမခိုင်မာအောင်ကြိုးပမ်းတည်ဆောက်သွားရမှာဖြစ်ပါတယ်ကျွန်တော်တို့အစိုးရတဲ့အတွက်စင်ခမှုများစွာကလည်းစောင့်ကြိုနေတာကိုကျွန်တော်အနေနဲ့ကောင်းစွာသိရှိထားပါတယ်ကမ္ဘာရေးမြန်မာရေးနိုင်ငံရေးစီးပွားရေးစတဲ့အခက်အခဲတွေအပါအဝင်နယ်ပယ်ပေါင်းစုံကစင်ခုံမှုတွေကိုအစိုးရနဲ့ပြည်သူလူထုအထူးတကွလက်တွဲညီညီပူးပေါင်းကရင်ဆိုင်ကြော်လာသွားကြမယ်လို့လည်းအဓိဋ္ဌာန်ချထားပါတယ်။ဒါကြောင့်ကျွန်တော်ဥဆောင်တဲ့အစိုးရအဖွဲ့ရဲ့ရည်မှန်းချက်မူဝါဒများနဲ့သဘောထားတွေကိုပြည်ထောင်စုလွှတ်တော်ကတည်းကမိဘပြည်သူများကိုတင်ပြပြီးနိုင်ငံနဲ့ပြည်သူအကျိုးကိုထိရောက်အောင်မြင်အောင်ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်။ကျွန်တော်တို့အစိုးရအသစ်အနေနဲ့စစ်မှန်ပြီးစည်းကမ်းပြည့်ဝတဲ့ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးဒီမိုကရေစီနဲ့ဖက်ဒရယ်စစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ရည်ရွယ်ချက်လုပ်ငန်းစဉ်တွေကိုဆက်လက်အကောင့်ထဲပေါ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဒီလိုဆောင်ရွက်တဲ့အခါမှာလည်းငြိမ်းချမ်းရေးဒီမိုကရေစီနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကိုဘက်စုံလွှမ်းခြုံဆောင်ရွက်နိုင်ဖို့အတွက်ပြည်ထောင်စုတိုင်ပင်ခံကောင်စီဥပဒေနဲ့ညီပြည်ထောင်စုတိုင်ပင်ခံကောင်စီကိုလည်းဖွဲ့စည်းတာဝန်ပေးရဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်ပြည်ထောင်စုတိုင်ပင်ခံကောင်စီအနေနဲ့ဥပဒေမှာပြဋ္ဌာန်းထားတဲ့အတိုင်းပြည်ထောင်စုရဲ့လုံခြုံရေးနဲ့တရားဥပဒေဆိုင်ရာကိစ္စရပ်တွေနိုင်ငံတကာဆက်ဆံရေးဆိုင်ရာကိစ္စရပ်တွေငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်တွေဥပဒေပြဋ္ဌာန်းရေးဆိုင်ရာကိစ္စရပ်တွေကိုနိုင်ငံတော်ဆွေးနွေးတာအကြံပေးတာတွေကိုအကောင့်ထဲပေါ်ဆောင်ရွက်
တွားရမှာဖြစ်ပါတယ် ဒုတိယကာကွယ်ရေးဦးစီးချုပ်ဟောင်းဦးစိုးဝင်းဦးဆောင်တဲ့ဤကောင်စီဟာအစိုးရအဖွဲ့ကိုအကြံပေးဖို့နဲ့လုံခြုံရေးဆိုင်ရာကိစ္စတွေကိုကင်တွယ်ဖို့ရည်ရွယ်ထားပါတယ်အမေရိကန်အထက်လွှတ်တော်ကဲ့သို့ပင်ဆုံးဖြတ်ချက်တွေကိုပညာရှင်ဆန်စွာထိန်းညှိပေးနိုင်မဲ့အဖွဲ့အစည်းတစ်ခုဖြစ်လာဖို့လိုအပ်ပါတယ်အဖွဲ့ကိုစစ်ဘက်သားစာလွှမ်းမိုးမှုတသက်ထက်အရက်ဘက်စစ်ဘက်မြတ်ချေကိုထိန်းညှိပေးတဲ့ဗဟိုချက်အဖြစ်အသွင်ပြောင်းရပါမယ်ဤသို့ဖြင့်သာနိုင်ငံတော်ရဲ့အုပ်ချုပ်ရေးရဲ့နေရာဟာပုံမခိုင်မာပြီးပွင့်လင်းမြင်သာမှုရှိလာမှာဖြစ်ပါတယ်6ဒုတိယသမ္မတတစ်ဖြစ်ဦးညိုစောနဲ့ဒုတိယသမ္မတနှစ်ဖြစ်ဒေါ်နန်းနီနီအေးတို့နဲ့အတူစုပေါင်းကောင်းဆောင်မှုပုံစံဖြင့်ကျန်းကျင်ခဲ့ခြင်းဟာထူးခြားချက်တစ်ခုဖြစ်ပါတယ်နိုင်ငံတည်ထောင်သူဖခင်များဟာတဦးတည်းကအာဏာကိုအလွဲသုံးစားလုပ်မှာကိုစိုးရိမ်သဖြင့်ကောင်စီပုံစံခေါင်းဆောင်မှုကိုအားပေးခဲ့ကြပါတယ်မြန်မာနိုင်ငံမှာလည်းဤကဲ့သို့အယောင်သွေးစုံလင်တဲ့ခေါင်းဆောင်မှုကတဆင့်မျိုးသားရင်ကြားစေ့ရေးကိုဥတီတင်ပါတယ်ခေါင်းဆောင်များအကြားအပြန်အလှန်တာဝန်ခံမှုရှိတဲ့ယဉ်ကျေးမှုဟာနိုင်ငံရဲ့တည်ငြိမ်ရေးကိုအာမခံနိုင်မှာဖြစ်ပါတယ်စုပေါင်းဆုံးဖြတ်ချက်များဖြင့်ရှေ့ဆက်ခြင်းဟာပုဂ္ဂိုလ်ဆွဲကိုရှော့ချရမှာလဲအထောက်အကူပြုပါလိမ့်မယ်ဂရုတစ္ဆာပြုခြင်းအစီအစဉ်ကိုစတင်ပါမယ်ကျွန်ုပ်သည်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့်နိုင်ငံသားများအပေါ်သစ္စာစောင့်တည်ရိုသေပြီးပြည်ထောင်စုမပြိုကွဲရေးတိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးချုပ်ချာအာဏာတည်တံ့ခိုင်မြဲရေးတို့ကိုထာဝစဉ်ဥထိပ်ပန်ဆင်ဆောင်ရွက်ပါမည်ကျွန်ုပ်သည်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်နိုင်ငံတော်၏တရားဥပဒေများကိုထိန်းသိမ်းစောင့်ရှောက်ပါမည်ကျွန်ုပ်ထမ်းဆောင်ရမည့်တာဝန်ဝတ္တရားများကိုဖြောင့်မတ်မှန်ကန်စွာဖြင့်ကိုယ်စွမ်းရှိ၍ဉာဏ်စွမ်းရှိ၍စွမ်းကုန်ထမ်းဆောင်ပါမည်ဟုလေးနှင့်တည်ကြည်စွာကြေညာ၍ဂရုတစ္ဆာပြုပါသည်ခုနှစ်နိုင်ငံရေးယဉ်ကျေးမှုတစ်ခုကိုတိဆောက်ရမှာဂျွန်တန်ရဲ့စံနမူနာကိုအတူယူဖို့တိုက်တွန်းလိုပါတယ်ဂျွန်တန်ဟာမိမိရဲ့ရန်သူဟောင်းဖြစ်တဲ့တတိယမြောက်ကြောက်ဘုရင်နဲ့တွေ့ဆုံရမှာနိုင်ငံသားချင်းဂုဏ်သိက္ခာရှိစွာဆက်ဆံခဲ့ပါတယ်မြန်မာနိုင်ငံမှာလည်းအတိတ်ကပဋိပက္ခတွေကိုရှေ့တန်းမတင်ပဲနိုင်ငံတော်ကျိုးအတွက်အပြန်အလှန်အတိအမှတ်ပြုမှုရှိဖို့လိုပါတယ်ငြိမ်းချမ်းစွာအတူရင်တွဲနေထိုင်ရေးဟာဤကဲ့သို့သောရင့်ကျက်တဲ့နိုင်ငံရေးကျင့်ဝတ်ပေါ်မှာအခြေခံရမှာဖြစ်ပါတယ်မုန်းစကားများစားနားလည်မှုများဖြင့်အစားထိုးခြင်းကသာသမိုင်းတစ်ကိုဖော်ဆောင်နိုင်မှာဖြစ်ပါတယ်ရှစ်စာချုပ်ခြေခံသောနိုင်ငံရေးဟာဒီမိုကရေစီရဲ့အုတ်မြစ်ဖြစ်ကြောင်းမကနာကာရာမသည်တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ်အထိသမိုင်းကသက်သေပြနေပါတယ်နိုင်ငံတော်သမ္မတရဲ့မိန့်ခွန်းမှာတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ်နဲ့ပြည်ထောင်စုသဘောတူစာချုပ်တို့ကိုလွှတ်တော်သို့တင်သွင်းဖို့ပြောကြားချက်မှာအပြုသဘောဆောင်တဲ့အစပြုမှုဖြစ်ပါတယ်လူရဲ့စကားထက်စာချုပ်နဲ့ဥပဒေကိုပုံမတန်ဖိုးထားတဲ့စနစ်တစ်ခုစီကိုကျွန်တော်တို့ရှောက်လန်းရပါမယ်လက်နက်ကင်အဖွဲ့အစည်းများအားလုံးပါဝင်နိုင်တဲ့ဖက်ဒရယ်စာချုပ်တစ်ခုစီကိုအကြမ်းဖက်မှုကင်းစွာရွှေ့လျားဖို့လိုအပ်နေပါတယ်ဤသို့ဖြင့်သာနိုင်ငံတော်အတွင်းရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ဆိုရအနေနဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်မှာပြဋ္ဌာန်းထားတဲ့ဖက်ဒရယ်ဆိုင်ရာပြဋ္ဌာန်းချက်တွေကိုထိရောက်အောင်အကောင့်ထဲပေါ်ဆောင်သွားမှာလည်းဖြစ်ပါတယ်အထက်မှာတင်ပြခဲ့သလိုဒီမိုကရေစီနဲ့ဖက်ဒရယ်စစ်ကိုအခြေခံတဲ့ပြည်ထောင်စုကြီးတည်ဆောက်ဖို့ဆိုရင်ငြိမ်းချမ်းရရှိဖို့မဖြစ်မနေလိုအပ်တဲ့အတွက်နိုင်ငံတွင်းမှာရှိတဲ့နိုင်ငံရေးပါတီများတိုင်းဒေသပြည်သူများနဲ့တိုင်းဒေသအဖွဲ့အစည်းအားလုံးအကျိုးတူပူးပေါင်းပါဝင်ဆောင်ရွက်ပြီးဒီမိုကရေစီနဲ့ဖက်ဒရယ်စစ်ကိုအခြေခံတဲ့ပြည်ထောင်စုကိုဖော်ဆောင်ဖို့ကြိုးပမ်းသွားမှာဖြစ်ပါတယ်ကိုစစ်ကော်မရှင်ကိုဖျက်သိမ်းပြီးအရက်သားအတွင်အစိုးရအဖွဲ့ကျန်းကျိန်လိုက်ခြင်းဟာတပ်မတော်ရဲ့ကဏ္ဍတစ်ကိုညှို့ဆိုနေပါတယ်ဒီမိုကရေစီနိုင်ငံများမှာစစ်တပ်ဟာနိုင်ငံတော်ကိုကာကွယ်ပြီးအရက်သားအစိုးရကမူဝါဒချမှတ်တဲ့စံနှုန်းကိုလိုက်နာရမှာဖြစ်ပါတယ်တပ်မတော်ရဲ့ဂုဏ်သိက္ခာကိုထိန်းသိမ်းရင်းနိုင်ငံရေးမှစနစ်တကျထွက်ခွာနိုင်မဲ့ဂုဏ်သိက္ခာရှိသောလမ်းပြမြေပုံကိုဖော်ဆောင်ရပါမယ်တပ်မတော်နဲ့အရက်ဘက်ကြားရန်လိုမှုများစားပရော်ဖက်ရှင်နယ်ဆန်တဲ့လုပ်ငန်းခွင်ဆက်ဆံရေးကိုပြန်လည်တည်ဆောက်ဖို့လိုပါတယ်ဤတဟဇာတဖြစ်မှုဟာနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်မရှိမဖြစ်လိုအပ်ချက်ပင်ဖြစ်ပါတယ်။တစ်ဆက်အနှစ်ချုပ်ရရင်တမိုင်းတစ်ကိုထုစစ်ခြင်းဟာတဦးတစ်ယောက်ရဲ့တာဝန်မဟုတ်ပဲမျိုးဆက်အားလုံးရဲ့စုပေါင်းတာဝန်ဖြစ်ပါတယ်။ဦးမင်းအောင်လှိုင်ရဲ့
2026 ခုနှစ်ဧပြီလ10ရက်မိန့်ခွန်းဟာမြန်မာနိုင်ငံရေးအတွက်အခွင့်အလမ်းတစ်ခုဖြစ်လာနိုင်ပါတယ်ကျွန်တော်တို့ဟာပုဂ္ဂိုလ်ဆွဲလန်းဟောင်းတွေကိုစွန့်လွတ်ကာစနစ်ကဥဆောင်တဲ့အနာဂတ်စီကိုတတိရှိလမ်းတက်ကြရပါမယ်မျှော်လင့်ချက်ကိုလက်တွေ့ကြတဲ့စနစ်တစ်အောင်ပွဲများဖြင့်အတည်ပြုရင်းငြိမ်းချမ်းတဲ့နိုင်ငံတော်ကိုအနာဂတ်မျိုးဆက်တို့အမှုအေးပေးကြပါစို့ဤအပိုင်းတဟာနိုင်ငံတော်ရဲ့အသွင်ကူးပြောင်းမှုအစကိုအပြုသဘောဆောင်စွာဖြင့်လမ်းဖွင့်ပေးလိုက်ခြင်းပင်ဖြစ်ပါတယ်အပိုင်းနှစ်တရားဝင်မှုတည်ဆောက်ခြင်းတနိုင်ငံရေးကောင်းဆောင်တို့အတွက်အုပ်ချုပ်ရေးအာဏာထက်ပိုမိုရေးကြီးတာကပြည်တွင်းပြည်ပကအတိအမှတ်ပြုတဲ့တရားဝင်မှုပင်ဖြစ်ပါတယ်။သမ္မတဦးမင်းအောင်လှိုင်ဟာသူ့ရဲ့မိန့်ခွန်းမှာအတိတ်ကအဖြစ်အပျက်တွေကိုအခြေခံပြီးယခုအပြောင်းလဲရဲ့တရားဝင်မှုကိုတည်ဆောက်ဖို့ကြိုးပမ်းခဲ့ပါတယ်။2020ပြည့်နှစ်ရွေးကောက်ပွဲအငင်းပွားမှုတွေကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့အစပြုခြင်းအဖြစ်ပြန်လည်ညွှန်းဆိုပြခဲ့ခြင်းမှာလည်းဥပဒေကြောင်းအရခိုင်မာမှုရှိစေဖို့ဖြစ်ပါတယ်။ရင်းဖြစ်ရများကတဆင့်ယနေ့မှာလွတ်တော်ကတင်မြှောက်တဲ့သမ္မတအဖြစ်ကူးပြောင်းခြင်းဟာစနစ်တကျရဲ့တရားဝင်မှုကိုရှာဖွေခြင်းပင်ဖြစ်ပါတယ်။ဤသို့သောတရားဝင်မှုဟာနိုင်ငံတော်တည်ငြိမ်ရေးအတွက်မရှိမဖြစ်လိုအပ်တဲ့အုတ်မြစ်တစ်ခုဖြစ်ပါတယ်။နှစ်သမိုင်းကိုပြန်ကြည့်ရင်အမေရိကန်ပြည်အောင်စုရဲ့ပထမဆုံးတန်အမတ်အဖြစ်ပြည်တိုင်ကိုတွားရောက်ခဲ့တဲ့ဂျွန်တန်ဟာတရားဝင်မှုတည်ဆောက်ရေးမှာစံနမူနာပြခဲ့ပါတယ်။မင်းဟာရန်သူဟောင်းဖြစ်ခဲ့တော်လဲတတိယမြောက်ကျောဘုရင်ကိုဂုဏ်သိက္ခာရှိစွာတွေ့ဆုံပြီးမိမိနိုင်ငံရဲ့လွတ်လပ်မှုနဲ့တရားဝင်မှုကိုတောင်းဆိုခဲ့ပါတယ်။ကျောဘုရင်ကလည်းအမေရိကန်ကိုလွတ်လပ်တဲ့နိုင်ငံဖြစ်အတိအမှတ်ပြုခြင်းဖြင့်နှစ်ဦးနှစ်ဖက်တရားဝင်မှုတည်ဆောက်နိုင်ခဲ့ကြပါတယ်။မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေမှာလည်းအတိတ်ကပဋိပက္ခတွေကိုအတိအမှတ်ပြဥချင်းဖြင့်သာရှေ့ဆက်ရမယ့်တရားဝင်မှုကိုရရှိနိုင်မှာဖြစ်ပါတယ်။တရားဝင်မှုဆိုတာအတင်းကျပ်ရယူလို့မရပဲအပြန်အလှန်အတိအမှတ်ပြုမှုဖြင့်သာတည်ဆောက်ရခြင်းဖြစ်ပါတယ်။သုံးမိန့်ခွန်းတွင်မှာပြည်သူ့ဆန္ဒနဲ့အညီဒီမိုကရေစီကိုပြန်လည်စတင်ဖို့ပြောဆိုချက်မှာလည်းလူထုရဲ့တရားဝင်မှုကိုရယူဖို့ရည်ရွယ်ခြင်းဖြစ်ပါတယ်။နိုင်ငံသားများရဲ့ယုံကြည်မှုကိုရရှိမှသာလျှင်အစိုးရရဲ့မူဝါဒများမှာလက်တွေ့မြေပြင်မှာအသက်ဝင်နိုင်မှာဖြစ်ပါတယ်။အစိုးရတရက်ဟာမိမိကိုမိမိတရားဝင်တယ်လို့ဆိုရုံနဲ့မလုံလောက်ပဲပြည်သူကလက်ခံတဲ့လှုပ်ဆောင်ချက်တွေကိုပြသဖို့လိုအပ်ပါတယ်။ဤနေရာမှာတရုတ်မှန်လုံးနိုင်ငံရေးရဲ့ပုံရိပ်ရောင်တွေထက်လက်တွေ့ကျတဲ့တရားမျှတမှုကပိုမိုရေးကြီးပါတယ်ထို့ကြောင့်တရားဝင်မှုတည်ဆောက်ခြင်းဟာမိန့်ခွန်းထဲမှာသာမကလက်တွေ့လုပ်ရက်များပေါ်မှာလည်းမူတည်နေပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပါရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနဲ့ညီအစဉ်စဉ်ဆောင်ရွက်ခဲ့ပြီးအခုခါမှာတော့ပြည်သူလူထုရဲ့ဆန္ဒနဲ့ညီလွတ်လပ်ပြီးတရားမျှတတဲ့ဂုဏ်သိက္ခာရှိတဲ့ပါတီစုံဒီမိုကရေစီထွေရွေးကောက်ပွဲကြီးကိုကျင်းပပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။တိုးတော်ကိုယ်စားလှယ်တီးတီးဟာဘေဘီပိုင်ခွင့်ရှိသူများရဲ့54.2% ရာခိုင်နှုန်းလာရောက်မဲပေးရွေးချယ်ခံရသူများဖြစ်ပါတယ်။လွတ်လပ်ပြီးတရားမျှတစွာတန်တန်ရှင်းရှင်းနဲ့ရွေးချယ်ခံရသူများဖြစ်တဲ့အတွက်ဥပဒေပြုရေးအုပ်ချုပ်ရေးနဲ့တရားစီရင်ရေးကဏ္ဍတွေမှာအသီးသီးပြန်လည်ပေါ်ထွန်းလာခဲ့ပြီးဒီမိုကရေစီစနစ်ကိုပြန်လည်စတင်နိုင်တော့မှလည်းဖြစ်ပါတယ်။အခုဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံဟာဒီမိုကရေစီလမ်းကြောင်းပေါ်ကိုပြန်လည်ခြေချပြီးပုံမကောင်းမွန်တဲ့အနာဂတ်စီကိုဥတည်ရှောင်လန်းနေပြီဖြစ်တဲ့အတွက်ပါတီစုံဒီမိုကရေစီစနစ်ပုံမခိုင်မာအောင်ကြိုးပမ်းတည်ဆောက်သွားရမှာဖြစ်ပါတယ်။လေးပြည်ပြည်ဆိုင်ရာဆက်ဆံရေးမှာလည်းတရားဝင်မှုရှိဖို့အတွက်အိန္ဒိယနိုင်ငံတွေနဲ့အာဆီယံရဲ့အခမ်းကဏ္ဍမှာအလွန်အရေးပါတယ်။သမ္မတဦးမင်းအောင်လှိုင်ကအာဆီယံနဲ့ပုံမှန်ဆက်ဆံရေးပြန်လည်ဆက်တင်ဖို့ပြောကြားခြင်းဟာတန်တမာရေးရာတရားဝင်မှုကိုဥတည်နေခြင်းဖြစ်ပါတယ်။သို့တော်လည်းအာဆီယံနိုင်ငံအချို့ရဲ့အမြင်ကွဲပြားမှုတွေကိုကျော်လွှားနိုင်ဖို့မှာခိုင်မာတဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလိုအပ်ပါတယ်။နိုင်ငံတကာကအတိအမှတ်ပြုတဲ့တရားဝင်အစိုးရတရက်ဖြစ်လာစေဖို့မှာတန်တမာနည်းကျညှိနှိုင်းမှုတွေကအဓိကကြပါ။ဘယ်ဤဒီမှာနိုင်ငံတော်ကိုကမ္ဘာမိသားစုအတွင်းဂုဏ်သိက္ခာရှိစွာပြန်လည်ဝင်ဆန့်စေဖို့ကြိုးပမ်းခြင်းလည်းဖြစ်ပါတယ်။ငါဥပဒေကြောင်းအရတရားဝင်မှုအတွက်2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပေါင်းတွင်းကအသွင်ကူးပြောင်းခြင်းကိုမိန့်ခွန်းမှာအလေးပေးထားပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ420ခုနှစ်အရအာဏာ3ရပ်ကိုလွှဲပြောင်းရယူခြင်းဟာစနစ်တကျရှိကြောင်းပြသဖို့ကြိုးပမ်းမှုဖြစ်ပါတယ်။သို့တော်လည်းဥပဒေကိုအနက်ဖွင့်ဆိုရမှာအများသဘောတူညီမှုရရှိဖို့မှာလည်းအရေးကြီးတဲ့စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ဖက်ဒရယ်လက်ပေပါများမှာဖော်ပြထားတဲ့ကဲ့သို့ဥပဒေစိုးမိုးရေးဟာလူသားအလုံးအပေါ်တန်းတူတက်ရောက်ဖို့လိုအပ်ပါ
ဘယ်ဤသို့ဖြင့်သာဥပဒေကြောင်းအရတရားဝင်မှုဟာခိုင်မာတဲ့အခြေခံအုတ်မြစ်ဖြစ်လာပါလိမ့်မယ်။6တရားဝင်မှုတည်ဆောက်ခြင်းရဲ့အခြားသောအစိတ်အပိုင်းတစ်ခုမှာအမျိုးသားရင်ကြားစေ့ရေးနဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖြစ်ပါတယ်။တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ်ကိုအလေးထားပြောကြားခြင်းမှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့အတိအမှတ်ပြုမှုကိုရယူလိုခြင်းဖြစ်ပါတယ်။လက်နက်ကိုင်ပဋိပက္ခတွေကိုနိုင်ငံရေးစာပွဲဝိုင်းသို့ဆွဲဆောင်ခြင်းဖြင့်နိုင်ငံရေးအရတရားဝင်မှုကိုတိုးမြင့်နိုင်ပါတယ်သို့သောဤလုပ်ငန်းစဉ်ဟာစာသားပေါ်မှာသာမကအပြန်အလှန်ယုံကြည်မှုတည်ဆောက်ခြင်းအပေါ်မှာလည်းများစွာမူတည်ပါတယ်စစ်မှန်တဲ့ရင်ကြားစေ့မှုရှိမှသာလျှင်နိုင်ငံတော်ရဲ့တရားဝင်မှုမှာပုံမအားကောင်းလာမှာဖြစ်ပါတယ်။တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA အပိုက်25အရပြည်တော်စုငြိမ်းချမ်းရေးညီလာခံမှာဆွေးနွေးသဘောတူချုပ်ဆိုထားတဲ့ပြည်တော်စုသဘောတူစာချုပ် Union Accord အစိတ်အပိုင်း1 2နဲ့3တို့ကို NCA အပိုက်20စာတို့နဲ့ညီပြည်တော်စုလွှတ်တော်သို့တင်သွင်းဆွေးနွေးအတည်ပြုချက်ရယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒါပြင်မြို့သားစီလေးညွှန်ညွှန်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC နဲ့ NCA လက်မှတ်ယူထားတဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့များနိုင်ငံရေးပါတီအစုအဖွဲ့များဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန်ဆွေးနွေးသဘောတူညီထားတဲ့အချက်43ချက်ကိုလည်းပြည်တော်စုလွှတ်တော်သို့တင်သွင်းဆွေးနွေးသွားမှာဖြစ်ပါတယ်။ခုနှစ်နိုင်ငံရေးယဉ်ကျေးမှုအသစ်မှာအတိုက်ခံတွေကိုရန်သူလို့မရှုမြင်ပဲနိုင်ငံရေးပြိုင်ဘက်အဖြစ်အတိအမှတ်ပြုခြင်းကလည်းတရားဝင်မှုကိုတိုးစေပါတယ်။ဂျွန်ဒန်စ်ကကြောက်ဘရင်ကိုတွေးဆုံစဉ်ကကျင့်သုံးခဲ့တဲ့ဂုဏ်သိက္ခာရှိသောဆက်ဆံရေးဟာမြန်မာနိုင်ငံရေးအတွက်အတူယူပွဲဖြစ်ပါတယ်။အမြင်မတူသူတွေနဲ့ညှိနှိုင်းဆွေးနွေးနိုင်တဲ့စွမ်းရည်ဟာခေါင်းဆောင်တဦးရဲ့တရားဝင်မှုကိုပုံမခိုင်မာစေပါတယ်။ငြိမ်းချမ်းစွာအတူရင်တွဲနေထိုင်ရေးမူဝါဒအရအားလုံးပါဝင်နိုင်တဲ့နိုင်ငံရေးအခင်းအကျင်းကိုဖော်ဆောင်ရပါမယ်။ဤသို့သောအားလုံးပါဝင်မှုဟာတရားဝင်မှုတည်ဆောက်ရေးရဲ့တောချက်ပင်ဖြစ်ပါတယ်။ရှစ်စီးပွားရေးတည်ငြိမ်မှုနဲ့ပြည်သူလူမှုဘဝမြင့်တင်ရေးဟာလည်းအစိုးရရဲ့တရားဝင်မှုကိုထောက်ပံ့ပေးတဲ့အချက်များဖြစ်ပါတယ်။မိန့်ခွန်းမှာပါဝင်တဲ့စွမ်းအင်ဗျူဟာနဲ့စီးပွားရေးဆိုင်ရာပြောကြားချက်တွေဟာပြည်သူတို့ရဲ့အခြေခံလိုအပ်ချက်ကိုဖြည့်ဆည်းဖို့ကြိုးပမ်းမှုဖြစ်ပါတယ်။စာဝတ်နေရေးပြည်လည်မှုရှိလာရင်အစိုးရပေါ်လူထုရဲ့ထောက်ခံမှုနဲ့တရားဝင်မှုမှာအလိုအလျောက်တိုးတက်လာပါလိမ့်မယ်ထို့ကြောင့်စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေဟာနိုင်ငံရေးအရတရားဝင်မှုတည်ဆောက်ရာမှာအရေးပါတဲ့ကဏ္ဍမှာပါဝင်နေပါတယ်။လူထုရဲ့ဘိုင်းဝမှုဟာနိုင်ငံရေးတည်ငြိမ်မှုရဲ့အခြေခံအုတ်မြစ်တစ်ခုလည်းဖြစ်ပါတယ်။ကိုယ်သတင်းချက်လက်ပွင့်လင်းမြင်သာမှုရှိခြင်းဟာလည်းတရားဝင်မှုကိုခိုင်မာစေတဲ့နေလန်းကောင်းတစ်ခုဖြစ်ပါတယ်။တရုတ်မှန်လုံခေတ်မှာဝါဒဖြန့်မှုတွေထက်အမှန်တရားကိုရှေ့နှန်းတင်ခြင်းဖြင့်ပြည်သူယုံကြည်မှုကိုရယူနိုင်ပါတယ်။အစိုးရရဲ့လှုပ်ဆောင်ချက်တွေကိုပွင့်လင်းမြင်သာစွာတင်ပြခြင်းဖြင့်မလိုလားအပ်တဲ့တန်တရားတွေကိုဖယ်ရှားနိုင်မှာဖြစ်ပါတယ်။တရားဝင်မှုတည်ဆောက်ခြင်းလုပ်ငန်းစဉ်မှာမီဒီယာနဲ့သတင်းချက်လက်စီးဆင်းမှုမှာလည်းအလွန်ရေးပါတဲ့ကဏ္ဍမှာပါဝင်နေပါတယ်။ပွင့်လင်းမြင်သာမှုရှိတဲ့အုပ်ချုပ်ရေးဟာသာလည်းဟင်ခင်မီတဲ့တရားဝင်မှုကိုရရှိနိုင်မှာဖြစ်ပါတယ်။တစ်ဆက်ညီကုန်းချုပ်ရရင်အပိုင်းနှစ်ဖြစ်တဲ့တရားဝင်မှုတည်ဆောက်ခြင်းဟာမြန်မာနိုင်ငံရဲ့အသွင်ကူးပြောင်းမှုအတွက်အဆုံးဖြတ်ပေးမဲ့အခန်းကဏ္ဍဖြစ်ပါတယ်။သမ္မတဦးမင်းအောင်လှိုင်ရဲ့မိန့်ခွန်းဟာထို့သို့သောတရားဝင်မှုကိုရှာဖွေဖို့ကြိုးပမ်းတဲ့အစပြုမှုတစ်ခုဖြစ်တယ်လို့သုံးသပ်နိုင်ပါတယ်။သို့တော်လည်းဤတရားဝင်မှုဟာစနစ်တကျရှိတဲ့လှုပ်ဆောင်ချက်တွေအပြန်အလှန်ယုံကြည်မှုတွေနဲ့နိုင်ငံတကာစံနှုန်းများပေါ်မှာမူတည်နေပါတယ်။သမိုင်းတစ်ကိုထုစစ်ရမှာအားလုံးကလက်ခံတဲ့တရားဝင်မှုရှိတဲ့စနစ်တစ်ခုပေါ်ပေါက်လာစေဖို့အတူတကွကြိုးပမ်းကြရမှာဖြစ်ပါတယ်။ဤဒီမှာငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးစီတို့လန့်တက်မဲ့ဒုတိယမြောက်လေကားတစ်ပင်ဖြစ်ပါတယ်။အပိုင်း3အာဏာခွဲဝေမှုခံတဲ့ဒီမိုကရေစီစနစ်တစ်ခုရဲ့ခိုင်မာမှုဟာအာဏာကိုတဦးတယောက်ဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုရဲ့ကချုပ်ကင်ထားခြင်းမရှိစေဖို့တားဆီးပေးတဲ့အာဏာခွဲဝေမှုအပေါ်မှာမူတည်ပါတယ်။သမ္မတဦးမင်းအောင်လှိုင်ကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖျက်သိမ်းပြီးအာဏာ3ရပ်ကိုပြည်ထောင်စုလွှတ်တော်စီပြန်လည်အနှံခြင်းဟာဒီခံတပ်ကိုစတင်တည်ဆောက်ခြင်းဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်420ခုနှစ်အရအုပ်ချုပ်ရေးဥပဒေပြုရေးနဲ့တရားစီရင်ရေးဆိုတဲ့မဏ္ဍိုင်ကြီး3ရပ်ကိုတိကျခွဲဝေကျင့်သုံးဖို့လမ်းဖို့အင်ပေးခဲ့ပါတယ်။အခုလိုအာဏာခွဲဝေခြင်းဟာအာဏာရှင်စနစ်စီပြန်လည်မရောက်ရှိစေဖို့ကာကွယ်ပေးတဲ့အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါတယ်။အဲ့ဒီလုပ်ငန်းစဉ်ဟာနိုင်ငံတော်တည်ငြိမ်ရေးအတွက်အလွန်အရေးကြီးတဲ့ခြေလှမ်းတစ်ခုဖြစ်ပါတယ်။နှစ်သမိုင်းတစ်လျှောက်မှာအာဏာခွဲဝေမှုနဲ့ပတ်သက်ပြီးဖတ်တယ်လစ်ပေပါအမှတ်40ခုနှစ်မှာဂျိမ်းစ်မဒီဆင်ကနည်းနည်းစွာရှင်းပြခဲ့ပူပါတယ်။အာဏာအားလုံးကိုလက်တဆုပ်စာလူစုထဲမှာစုပုံထားခြင်းဟာပင်
အာဏာရှင်စနစ်ရဲ့အဓိပ္ပာယ်ဖြစ်ကြောင်းသူကသတိပေးခဲ့ပါတယ်ထဲ့ကြောင့်အမေရိကန်တည်ထောင်သူတွေဟာမန်နိုင်တစ်ခုနဲ့တစ်ခုအပြန်အလှန်ထိန်းကျောင်းနိုင်စေဖို့စနစ်တကျရေးဆွဲခဲ့ကြပါတယ်မြန်မာနိုင်ငံမှာလည်းအခုလိုအာဏာကိုပြန်လည်ခွဲဝေခြင်းဟာခေတ်မီတဲ့နိုင်ငံရေးစနစ်စီဥတည်သွားခြင်းဖြစ်ပါတယ်စနစ်တစ်ခုခိုင်မာဖို့အတွက်အာဏာခွဲဝေမှုခံတပ်ကိုခိုင်ခန့်အောင်တည်ဆောက်ရမှာဖြစ်ပါတယ်သုံးသမရရဲ့မိန့်ခွန်းမှာလွှတ်တော်ကိုယ်စားလှယ်တွေရဲ့အခမ်းကဏ္ဍကိုအလေးပေးပြောကြားခြင်းဟာဥပဒေပြုရေးမှန်နိုင်ရဲ့အာဏာကိုအတိအမှတ်ပြုခြင်းဖြစ်ပါတယ်ဥပဒေပြုရေးဟာအုပ်ချုပ်ရေးရဲ့ဆုံးဖြတ်ချက်တွေကိုစောင့်ကြည့်ထိန်းညှိပေးနိုင်တဲ့လွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်လာဖို့လိုအပ်ပါတယ်အုပ်ချုပ်ရေးမှန်နိုင်ကအာဏာကိုအလွဲသုံးစားလုပ်ခြင်းမရှိစေဖို့လွှတ်တော်ရဲ့စစ်ဆေးမေးမြန်းမှုတွေကအကာအကွယ်ပေးမှာဖြစ်ပါတယ်ဒါဟာနိုင်ငံသားတို့ရဲ့အခွင့်အရေးကိုကာကွယ်ပေးတဲ့နိုင်ငံရေးခံတပ်တစ်ခုလည်းဖြစ်ပါတယ်ထို့ကြောင့်အာဏာကိုအဝေမှုဟာစာရွက်ပေါ်မှာသာမကလက်တွေ့လုပ်ငန်းခွင်မှာပါထိရောက်ဖို့လိုအပ်ပါတယ်လေးတရားစီရင်ရေးမှန်နိုင်ရဲ့လွတ်လပ်မှုဟာလည်းအာဏာခွဲဝေမှုခံတပ်ရဲ့မရှိမဖြစ်လိုအပ်တဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်တရားဥပဒေစိုးမိုးရေးအတွက်တရားသူကြီးတွေဟာမိသည့်အဖွဲ့အစည်းရဲ့တားစာလွှမ်းမိုးမှုမှမပါပဲလွတ်လပ်စွာဆုံးဖြတ်နိုင်ရမှာဖြစ်ပါတယ်သမ္မတဦးမင်းအောင်လှိုင်ကဥပဒေကြောင်းအရအသွင်ကူးပြောင်းမှုကိုပြောကြားရမှာတရားစီရင်ရေးရဲ့အခမ်းကဏ္ဍကိုလည်းထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်အာဏာသုံးရပ်ဟာတစ်ခုနဲ့တစ်ခုပူးကပ်နေခြင်းထက်မျက်ခြေရှိစွာခွဲခြားထားခြင်းကသာတရားမျှတမှုကိုဖော်ဆောင်နိုင်ပါတယ်ဒီလိုနည်းနဲ့နိုင်ငံသားတွေဟာဥပဒေရဲ့အကာအကွယ်ကိုအပြည့်အဝရရှိနိုင်မှာဖြစ်ပါတယ်ငါးပြည်ထောင်စုအတိုင်ပင်ခံကောင်စီဖွဲ့စည်းခြင်းဟာလည်းအာဏာခွဲဝေမှုအခင်းကျင်းသစ်မှာထည့်သွင်းစဉ်းစားရမယ့်အချက်ဖြစ်ပါတယ်ဒီကောင်စီဟာအုပ်ချုပ်ရေးဖွဲ့ကိုအကြံပေးဖို့ဖြစ်ပေမဲ့ဥပဒေပြုရေးနဲ့တရားစီရင်ရေးတို့ရဲ့အာဏာနယ်ပယ်ကိုကျူးကျော်ခြင်းမရှိစေဖို့တတိပြုရမှာဖြစ်ပါတယ်အမေရိကန်အထက်လွှတ်တော်ရဲ့အခမ်းကဏ္ဍကဲ့သို့ပင်အာဏာရဲ့မျက်ခြေကိုထိန်းညှိပေးနိုင်တဲ့အထောက်အကူပြုဖွဲ့စည်းတစ်ခုဖြစ်လာဖို့လိုအပ်ပါတယ်အာဏာခွဲဝေမှုခံတပ်ဟာအဖွဲ့အစည်းတစ်ခုချင်းစီရဲ့တာဝန်နဲ့လုပ်ပိုင်ခွင့်ကိုတိကျစွာသတ်မှတ်ထားခြင်းပေါ်မှာတည်ရှိပါတယ်အခုလိုတိကျမှုဟာနိုင်ငံရေးပဋိပက္ခတွေကိုလျှော့ချပေးနိုင်မှာဖြစ်ပါတယ်6နိုင်ငံတော်သမ္မတဟာအုပ်ချုပ်ရေးမှန်နိုင်ရဲ့အကြီးအကဲဖြစ်ပေမဲ့လွှတ်တော်စီတာဝန်ခံရမယ်ဆိုတဲ့အချက်ဟာဒီမိုကရေစီရဲ့အလှတရားဖြစ်ပါတယ်မိန့်ခွန်းအတွင်းမှာလွှတ်တော်နဲ့ပူးပေါင်းဆောင်ရွက်မဲ့ကတိကဝတ်တွေဟာအာဏာခွဲဝေမှုရဲ့အနှစ်သာရကိုဖော်ပြနေပါတယ်ခေါင်းဆောင်တဦးကမိမိရဲ့အာဏာကိုကန့်သက်ချက်တွေအတွင်းထားရှိခြင်းဟာရင့်ကျက်တဲ့နိုင်ငံရေးယဉ်ကျေးမှုဖြစ်ပါတယ်15ရာစုဖလော်ရင့်စ်မြို့ပြနိုင်ငံရဲ့သမ္မတစနစ်မှာလည်းထို့သို့သောအပြန်အလှန်ထိန်းကျောင်းမှုတွေကြောင့်တိုးတက်ခဲ့ခြင်းဖြစ်ပါတယ်မာနိုင်ငံမှာလည်းဒီကဲ့သို့သောအာဏာခွဲဝေမှုခံတပ်ကိုခေတ်နဲ့အညီတိဆောက်သွားရမှာဖြစ်ပါတယ်ခုနှစ်အာဏာခွဲဝေမှုခံတပ်ဟာဗဟိုအစိုးရအတွင်းမှာသာမကပြည်ထောင်စုနဲ့ပြည်နယ်တွေအကြားမှာလည်းအရေးပါလာပါတယ်ဖက်ဒရယ်စနစ်စီဥတီယာမှာအာဏာကိုအဆင့်ဆင့်ခွဲဝေကျင့်သုံးခြင်းဟာတိုင်းရင်းသားတွေရဲ့ယုံကြည်မှုကိုရရှိစေမှာဖြစ်ပါတယ်သမ္မတရဲ့မိန့်ခွန်းမှာတိုင်းဒေသကြီးနဲ့ပြည်နယ်တွေရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုထည့်သွင်းပြောကြားခြင်းဟာအဲ့ဒီအချက်ကိုရည်ညွှန်းပါတယ်အာဏာကိုဗဟိုမှာသာစုပုံမထားဘဲခွဲဝေပေးခြင်းဟာနိုင်ငံတော်ပြိုကွဲမှုကိုတားဆီးပေးတဲ့နေလန်ကောင်းဖြစ်ပါတယ်ဒါဟာငြိမ်းချမ်းစွာအတူရင်တွဲနေထိုင်ရေးအတွက်ခိုင်မာတဲ့အာမခံချက်တစ်ခုပင်ဖြစ်ပါတယ်ရှစ်အာဏာခွဲဝေမှုမှာပြည်သူလူထုရဲ့စောင့်ကြည့်မှုနဲ့ပါဝင်မှုဟာလည်းစတုတ္ထမှန်နိုင်ဖြစ်အရေးရတဲ့ကဏ္ဍမှာရှိနေပါတယ်မီဒီယာနဲ့အရက်ဖက်အဖွဲ့အစည်းတွေဟာအစိုးရရဲ့အာဏာကျင့်သုံးမှုတွေကိုပွင့်လင်းမြင်သာစွာဝေဖန်ထောက်ပြနိုင်ရမှာဖြစ်ပါတယ်သမ္မတကပြည်သူအောင်ပူးပေါင်းလက်တွဲဖို့ဖိတ်ခေါ်ခြင်းဟာအဲ့ဒီစောင့်ကြည့်မှုရန်ရာကိုအတိအမှတ်ပြုခြင်းဖြစ်တင်ပါတယ်အာဏာခွဲဝေမှုခံတပ်ဟာအစိုးရမှန်နိုင်တွေအကြားမှာသာမကပြည်သူနဲ့အစိုးရကြားမှာလည်းရှိနေရမှာဖြစ်ပါတယ်ဒီလိုနည်းနဲ့သာတာဝန်ခံမှုရှိတဲ့အုပ်ချုပ်ရေးစနစ်တစ်ခုပေါ်ထွန်းလာနိုင်မှာဖြစ်ပါတယ်ကိုးတရုတ်မှန်လွန်ခေတ်ရဲ့စိန်ခေါ်မှုတွေအောက်မှာအာဏာခွဲဝေမှုကိုပုံဖြတ်ဖို့ကြိုးပမ်းမှုတွေကိုတတိထားရမှာဖြစ်ပါတယ်ဝါဒဖြန့်မှုတွေနဲ့အာဏာတစ်ခုတည်းကိုအမှန်တရားဖြစ်ပုံဖော်ခြင်းကိုဥပဒေစိုးမိုးရေးနဲ့တိုက်ဖြတ်ရပါမယ်အာဏာခွဲဝေမှုခံတပ်ဟာအမှန်တရားနဲ့တရားမျှတမှုကိုကာကွယ်ပေးတဲ့အဆောက်အုံတစ်ခုဖြစ်ရပါမယ်မန်နိုင်ကြီး၃ရက်လုံးဟာမိမိတို့ရဲ့လုပ်ပိုင်ခွင့်ကိုအမှန်တကယ်ကျင့်သုံးနိုင်ခြင်းရှိမရှိဟာနိုင်ငံရေးပြုပြင်ပြောင်းလဲမှုရဲ့အဓိကတော့ချက်ဖြစ်ပါတယ်ဒီခံတက်ခိုင်မာမှသာလျှင်ဒီမိုကရေစီရဲ့အတီးအပွင့်တွေကိုအားလုံးခံစားနိုင်မှာဖြစ်ပါတယ်တစ်ဆက်ညီကုန်းချုပ်ရရင်အပိုင်းသုံးဖြစ်တဲ့အာဏာခွဲဝေမှုခံတပ်ဟာမြန်မာနိုင်ငံရေးယဉ်ကျေးမှုအလှည့်အပြောင်းအတွက်အရေးကြီးတဲ့မန်နိုင်တစ်ခုဖြစ်ပါတယ်သမ္မတဦးမင်းအောင်လှိုင်ရဲ့မိန့်ခွန်းဟာအာဏာတွေကိုစနစ်တကျပြန်လည်ခွဲဝေဖို့လမ်းစတစ်တစ်ခုကိုဖော်ပြခဲ့ပါတယ်အခုလိုခွဲဝေမှုဟာရေရှည်တည်တံ့ဖို့အတွက်ခိုင်မာတဲ့စိတ်ဆန္ဒနဲ့ဥပဒေကြောင်းအရအကာအကွယ်တွေလိုအပ်ပါတယ်။တမိုင်းတစ်ကိုထုစစ်ရမှာအာဏာကိုအပြန်အလှန်ထိန်းကျောင်းနိုင်တဲ့ခံတပ်ကြီးကိုအတူတကွတိဆောက်သွားကြရမှာဖြစ်ပါတယ်။ဒီလိုနည်းနဲ့နိုင်ငံတော်ဟာပုံမငြိမ်းချမ်းပြီးခေတ်မီတဲ့နိုင်ငံတစ်ခုအဖြစ်ရပ်တည်နိုင်ပါလိမ့်မယ်။
အပိုင်း၄ပြည်ထောင်စုအတိုင်ပင်ခံကောင်စီနှင့်မြတ်ချေထိန်းညှိခြင်းတနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖျက်သိမ်းပြီးနောက်အုပ်ချုပ်ရေးရဲ့နေရာတစ်မှာအရေးပါတဲ့အခန်းကဏ္ဍကပါဝင်လာတာကတော့ပြည်ထောင်စုအတိုင်ပင်ခံကောင်စီပဲဖြစ်ပါတယ်ဒုတိယကာကွယ်ရေးဦးစီးချုပ်ဟောင်းဦးစိုးဝင်းဦးဆောင်တဲ့ဒီကောင်စီဟာအစိုးရအဖွဲ့ရဲ့ဆုံးဖြတ်ချက်တွေကိုဘေးကနေအကြံပေးလမ်းညွှန်ဖို့ရည်ရွယ်ဖွဲ့စည်းထားတာဖြစ်ပါတယ်ဒါဟာအုပ်ချုပ်ရေးအာဏာကိုတဦးတည်းကကျင့်သုံးခြင်းထက်အတွေ့အကြုံရှိသူတွေရဲ့အကြံဉာဏ်နဲ့မျှခြေထိန်းညှိဖို့ကြိုးပမ်းတဲ့ပုံစံတစ်ခုဖြစ်ပါတယ်သမ္မတဦးမင်းအောင်လှိုင်ရဲ့မိန့်ခွန်းမှာလည်းဒီကောင်စီရဲ့ပူးပေါင်းဆောင်ရွက်မှုကိုအတိအမှတ်ပြုပြောကြားသွားခဲ့ပါတယ်အခုလိုအကြံပေးအဖွဲ့တွေရှိခြင်းဟာဆုံးဖြတ်ချက်တွေပုံမခိုင်မာစေဖို့အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်နှစ်သမိုင်းဆိုင်ရာရှုထောင့်ကကြည့်ရင်အမေရိကန်အထက်လွှတ်တော်ဟာလည်းအစိုးရရဲ့အာဏာကိုထိန်းညှိဖို့နဲ့ပညာရှင်ဆန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့တည်ဆောက်ခဲ့တဲ့သမိုင်းရှိပါတယ်ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဟာလည်းအလားတူပင်နိုင်ငံတော်ရဲ့အရေးကြီးတဲ့မူဝါဒတွေကိုစစ်စစ်သုံးသပ်ပေးတဲ့မျှခြေထိန်းညှိရေးဗဟိုချက်ဖြစ်လာဖို့လိုအပ်ပါတယ်ဒီအဖွဲ့အစည်းဟာစစ်တပ်နဲ့အရက်ဖက်ကြားမှာနားလည်မှုတည်ဆောက်ပေးနိုင်တဲ့ပေါင်းကူတရားတစ်ခုလည်းဖြစ်နိုင်ပါတယ်ထဲကြောင့်ကောင်စီရဲ့လုပ်ပိုင်ခွင့်နဲ့တာဝန်တွေကိုဥပဒေကြောင်းအရတိကျစွာသတ်မှတ်ထားခြင်းဟာနိုင်ငံရေးတည်ငြိမ်မှုအတွက်အရေးပါပါတယ်ဒါဟာစနစ်ကျတဲ့အုပ်ချုပ်ရေးရနေရာတစ်ခုအတွက်မရှိမဖြစ်လိုအပ်တဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်သုံးသမ္မတရဲ့မိန့်ခွန်းမှာနိုင်ငံတော်ရဲ့လုံခြုံရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်အဖက်ဖက်ကညှိနှိုင်းဆောင်ရွက်မယ်လို့ဆိုရမှာဒီကောင်စီရဲ့အခန်းကဏ္ဍဟာထင်ရှားလာပါတယ်အထူးသဖြင့်စစ်ပတ်ဆိုင်ရာအတွေ့အကြုံနဲ့အရက်ဖက်အုပ်ချုပ်ရေးမူဝါဒတွေကိုဟန်ချက်ညီအောင်ညှိနှိုင်းရမှာဒီအဖွဲ့ဟာအဓိကကျပါတယ်အခုလိုမျှခြေထိန်းညှိမှုဟာနိုင်ငံတော်အတွင်းဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေကိုနေလန့်တကျဖြေရှင်းနိုင်ဖို့အားပေးမှာဖြစ်ပါတယ်အကြံပေးကောင်စီရဲ့အခန်းကဏ္ဍဟာအုပ်ချုပ်ရေးမှန်နိုင်ကိုပုံမအားကောင်းစေသလိုအမှားယွင်းအင်းတွေကိုလည်းကြိုတင်ကာကွယ်ပေးနိုင်ပါတယ်ထို့ကြောင့်ဒီကောင်စီကိုပုဂ္ဂိုလ်ရေးရမဟုတ်ပဲအဖွဲ့အစည်းဆိုင်ရာအရာခိုင်မာအောင်တည်ဆောက်ရမှာဖြစ်ပါတယ်လေးရက်ပတ်စစ်ပတ်ဆက်ဆံရေးမှာမျှခြေရှိခြင်းဟာဒီမိုကရေစီအသွင်ကူးပြောင်းမှုအတွက်အဆုံးဖြတ်ပေးမဲ့အချက်တစ်ခုဖြစ်ပါတယ်ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဟာတပ်မတော်ရဲ့အခန်းကဏ္ဍကိုနိုင်ငံရေးပေါင်တွင်းကနေအပြုသဘောဆောင်တဲ့လမ်းညွှန်မှုပေးဖို့အရေးကြီးပါတယ်သမ္မတဦးမင်းအောင်လှိုင်ကသူရဲ့မိန့်ခွန်းမှာစစ်ကော်မရှင်ကိုဖျက်သိမ်းကြောင်းပြောကြားခဲ့ခြင်းဟာလည်းအယက်သားအတွင်အုပ်ချုပ်ရေးကိုဥတီခြင်းဖြစ်ပါတယ်ဒီနေရာမှာကောင်စီရဲ့အခန်းကဏ္ဍဟာတပ်မတော်ရဲ့ဂုဏ်သိက္ခာကိုထိန်းသိမ်းရင်းအယက်သားစနစ်စီချအမွေစွာကူးပြောင်းနိုင်ဖို့ကူညီပေးရမှာဖြစ်ပါတယ်ဒီမျှခြေဟာနိုင်ငံတော်ရဲ့ရေရှိငြိမ်းချမ်းရေးအတွက်အလွန်အရေးကြီးတဲ့အာမခံချက်တစ်ခုပင်ဖြစ်ပါတယ်915ရာစုဖလော်ယင်းမြို့ပြနိုင်ငံမှာလည်းအုပ်ချုပ်ရေးအာဏာကိုထိန်းညှိဖို့အတွက်အတွေ့အကြုံရှိတဲ့ပညာရှင်တွေနဲ့ဖွဲ့စည်းထားတဲ့ကောင်စီတွေကိုအသုံးပြုခဲ့ကြပါတယ်အဲ့ဒီလိုကောင်စီတွေဟာအာဏာရှင်တဦးတည်းရဲ့ဆုံးဖြတ်ချက်ထက်စုပေါင်းတည်ရန်ကိုရှေ့တန်းတင်ခဲ့ခြင်းကြောင့်တိုးတက်မှုတွေရရှိခဲ့ခြင်းဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဟာလည်းစစ်ဘက်အမြင်သာမကအရက်ဖက်ပညာရှင်တွေရဲ့အမြင်တွေကိုပါပေါင်းစပ်နိုင်ဖို့လိုအပ်ပါတယ်ဒီလိုနည်းနဲ့နိုင်ငံတော်ရဲ့မူဝါဒတွေဟာပုံမကျပြန့်ပြီးပြည်သူ့အကျိုးကိုရှေ့ရှုတဲ့မူဝါဒတွေဖြစ်လာပါလိမ့်မယ်မျှခြေထိန်းညှိခြင်းဟာနိုင်ငံရေးအင်အားစုတွေအကြားယုံကြည်မှုတည်ဆောက်ရမှာလည်းအထောက်အကူပြုမှာပါ6နိုင်ငံရေးယဉ်ကျေးမှုတစ်မှာအကြံပေးခြင်းနဲ့ထိန်းညှိခြင်းဟာအာဏာကိုလူယူခြင်းမဟုတ်ပဲစနစ်တစ်ခုခိုင်မာစေဖို့ပံ့ပိုးခြင်းသာဖြစ်ရပါမယ်သမ္မတကြီးအနေနဲ့အုပ်ချုပ်ရေးအဖွဲ့ကိုဦးဆောင်ပေမဲ့အတိုင်ပင်ခံကောင်စီရဲ့အကြံပြုချက်တွေကိုတံမိုးထားဖို့လိုအပ်ပါတယ်ဒါဟာဂျွန်တန်စတူကျင့်သုံးခဲ့တဲ့ရင်းချက်တဲ့နိုင်ငံရေးကျင့်ဝတ်တစ်ခုလည်းဖြစ်ပါတယ်အပြန်အလှန်လေးစားမှုရှိတဲ့ဆက်ဆံရေးဟာအဖွဲ့အစည်းတွေအကြားပဋိပက္ခတွေကိုလျှော့ချပေးနိုင်မှာပါထို့ကြောင့်မျှခြေထိန်းညှိခြင်းဟာနိုင်ငံတော်ရဲ့အုပ်ချုပ်ရေးမှန်နိုင်ကိုပုံမရင်းချက်တည်ငြိမ်စေမှာဖြစ်ပါတယ်ခုနှစ်ပြည်ထောင်စုအတိုင်ပင်ခံကောင်စီရဲ့တည်ရှိမှုဟာအမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်တွေအတွက်လည်းအပြည့်ပေးနိုင်တဲ့အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ညှိနှိုင်းရာမှာကောင်စီရဲ့လမ်းညွှန်မှုတွေဟာအရေးပါတဲ့အခန်းကဏ္ဍကပါဝင်နေပါတယ်သမ္မတရဲ့မိန့်ခွန်းမှာတနိုင်ငံလုံးပိတ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ်ကိုအကောင့်ထဲပေါ်မယ်လို့ဆိုရမှာဒီမျှခြေထိန်းညှိမှုကလိုအပ်ပါတယ်စစ်ရေးမြင်နဲ့နိုင်ငံရေးမြင်ကိုဟန်ချက်ညီအောင်ပေါင်းစပ်ခြင်းဖြင့်စစ်မှန်တဲ့ညာအင်ဂျင်ရေးကိုဖော်ဆောင်နိုင်မှာဖြစ်ပါတယ်ဒါဟာငြိမ်းချမ်းစွာအတူရင်တွဲနေထိုင်ရေးစီဥတီတဲ့လက်တွေ့ကျတဲ့ချင်းကပ်မှုပင်ဖြစ်ပါတယ်ရှစ်တရုတ်မှန်လုံခေတ်ရဲ့စိန်ခေါ်မှုတွေအောက်မှာအတိုင်ပင်ခံကောင်စီဟာအချက်လက်နဲ့အမှန်တရားကိုအခြေခံတဲ့လမ်းညွှန်မှုတွေပေးဖို့တာဝန်ရှိပါတယ်ဝါဒဖြန့်မှုတွေထက်လက်တွေ့ကျတဲ့အခြေအနေတွေကိုသုံးသပ်ပြီးအစိုးရအဖွဲ့ကိုအကြံပြုရမှာဖြစ်ပါတယ်မျှခြေထိန်းညှိခြင်းဆိုတာပုံရိပ်ရောင်တွေကိုဖယ်ရှားပြီးနိုင်ငံရဲ့ပကတိအခြေအနေမှန်ကိုရင်ဆိုင်ရဲခြင်းလည်းဖြစ်ပါတယ်ကောင်စီအနေနဲ့ပြည်သူ့ဆန္ဒကိုထင်ဟပ်စေတဲ့အကြံပြုချက်တွေကိုပေးအပ်နိုင်ရင်လူထုရဲ့ယုံကြည်မှုကိုပုံမရရှိလာမှာဖြစ်ပါတယ်ဒီလိုနည်းနဲ့နိုင်
ငန်တော်ရဲ့အုပ်ချုပ်ရေးရနေရာဟာပုံမပွင့်လင်းမြင်သာပြီးတာဝန်ခံမှုရှိလာပါလိမ့်မယ်။ကိုယ်အတိုင်ပင်ခံကောင်စီနဲ့လွတ်တော်ကြားဆက်ဆံရေးမှာလည်းအာဏာခွဲဝေမှုခံတက်မှာအရေးပါတဲ့အချက်တစ်ခုဖြစ်ပါတယ်။ကောင်စီဟာအုပ်ချုပ်ရေးကိုအကြံပေးပေမဲ့ဥပဒေပြုရေးမန်နိုင်ရဲ့လုပ်ပိုင်ခွင့်တွေကိုကျူးကျော်ခြင်းမရှိစေဖို့ထိန်းသိမ်းရမှာဖြစ်ပါတယ်။မန်နိုင်တစ်ခုနဲ့တစ်ခုအကြားမြတ်ချေရှိခြင်းဟာသာလျှင်ဒီမိုကရေစီစနစ်ရဲ့အသက်သွေးကြောဖြစ်ပါတယ်။သမ္မတကလွတ်တော်နဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ကတိပြုထားတဲ့အတိုင်းအတိုင်ပင်ခံကောင်စီဟာလည်းအခုလိုပူးပေါင်းဆောင်ရွက်မှုကိုအားပေးရမှာဖြစ်ပါတယ်ဒီလိုဟန်ချက်ညီမှဥဟာနိုင်ငံတော်ကိုအကြက်တဲတွေကြားကလွတ်မြောက်စေဖို့ကူညီပေးပါလိမ့်မယ်။တစ်ဆက်ညီကုန်းချုပ်ရရင်အပိုင်းလေးဖြစ်တဲ့ပြည်ထောင်စုအတိုင်ပင်ခံကောင်စီနဲ့မြတ်ချေထိန်းညှိခြင်းဟာမြန်မာနိုင်ငံရဲ့အသွင်ကူးပြောင်းမှုရဲ့ထူးခြားတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။သမ္မတဦးမင်းအောင်လှိုင်ရဲ့မိန့်ခွန်းနဲ့နောက်ဆက်တွဲဖွဲ့စည်းမှုတွေဟာနိုင်ငံတော်ကိုစနစ်တကျအုပ်ချုပ်ဖို့ကြိုးပမ်းမှုကိုဖော်ပြနေပါတယ်။ဒီကောင်စီဟာစစ်မှန်တဲ့မြတ်ချေကိုထိန်းညှိပေးနိုင်ရင်နိုင်ငံတော်အတွက်ကြီးမားတဲ့အကျိုးကျေးဇူးတွေကိုရရှိစေမှာဖြစ်ပါတယ်။သမိုင်းတစ်ကိုထုစစ်ရမှာအဖွဲ့အစည်းတွေအကြားမြတ်ချေရှိစွာနဲ့ငြိမ်းချမ်းအဲ့တဲ့နိုင်ငံတော်စီအတူတကွလန့်တက်ကြရမှာဖြစ်ပါတယ်။ဒါဟာနိုင်ငံရေးယဉ်ကျေးမှုအသစ်အတွက်ခိုင်မာတဲ့အုတ်မြစ်တစ်ခုပင်ဖြစ်ပါတယ်။အပိုင်း၅စုပေါင်းကောင်းဆောင်မှုယဉ်ကျေးမှုမြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးရနေရာတစ်မှာထူးခြားတဲ့အချက်ကတော့တဦးတည်းကအာဏာရှင်ဆန်စွာဆုံးဖြတ်ခြင်းထက်စုပေါင်းကောင်းဆောင်မှုကိုအလေးပေးလာခြင်းဖြစ်ပါတယ်။နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ဟာဒုတိယသမ္မတတဦးညိုစောနဲ့ဒုတိယသမ္မတနဲ့ဒေါ်နန်းနီနီအေးတို့နဲ့အတူစုပေါင်းပြီးကျန်းသစ္စာကျိန်ဆိုခဲ့ခြင်းဟာဒီယဉ်ကျေးမှုကိုစတင်လိုက်ခြင်းပင်ဖြစ်ပါတယ်။အခုလိုမတူညီတဲ့နောက်ခံတဲ့အတွေ့အကြုံရှိတဲ့ပုံကိုယ်တွေပူးပေါင်းဆောင်ရွက်ခြင်းဟာအုပ်ချုပ်ရေးအဖွဲ့ရဲ့ဆုံးဖြတ်ချက်တွေကိုပုံမပြည့်စုံစေပါတယ်။စုပေါင်းကောင်းဆောင်မှုဟာအာဏာကိုခွဲဝေကျင့်သုံးခြင်းဖြစ်တယ်လို့တာဝန်ယူမှုကိုလည်းအဖွဲ့စည်းလိုက်ဖြစ်စေပါတယ်။ဒါဟာနိုင်ငံတော်ရဲ့အနာဂတ်အတွက်ပုံမတည်ငြိမ်တဲ့ခေါင်းဆောင်မှုပုံစံတစ်ခုဖြစ်လာနိုင်ပါတယ်။နှစ်သမိုင်းဆိုင်ရာရှုထောင့်ကကြည့်ရင်အမေရိကန်ပြည်ထောင်စုတည်ထောင်ရေးဖခင်ကြီးတွေဟာတဦးတည်းကအာဏာကိုအလွဲသုံးစားလုပ်မှာကိုအမြဲစိုးရိမ်ခဲ့ကြတာပါတယ်။ဒါကြောင့်သူတို့ဟာအစိုးရအဖွဲ့တွင်းမှာအပြန်အလှန်ထိန်းကျောင်းနိုင်တဲ့စုပေါင်းလှုပ်ဆောင်မှုစနစ်တွေကိုအခြေခံဥပဒေမှာထည့်သွင်းခဲ့ကြတာပါ။မြန်မာနိုင်ငံမှာလည်းသမ္မတနဲ့ဒုတိယသမ္မတများအကြားလုပ်ပိုင်ခွင့်တွေကိုစနစ်တကျခွဲဝေခြင်းဖြင့်ပုဂ္ဂိုလ်ဆွဲဝါဒကိုလျှော့ချနိုင်မှာဖြစ်ပါတယ်။စုပေါင်းကောင်းဆောင်မှုယဉ်ကျေးမှုဟာခေါင်းဆောင်တဦးတည်းပေါ်အလုံးအမေးမိခိုနေရခြင်းကိုတားဆီးပေးနိုင်ပါတယ်။ဒါဟာရင့်ကျက်တဲ့ဒီမိုကရေစီနိုင်ငံတွေမှာကျင့်သုံးလေးရှိတဲ့စံနှုန်းတစ်ခုလည်းဖြစ်ပါတယ်။သုံးနိုင်ငံတော်သမ္မတကြီးရဲ့မိန့်ခွန်းမှာအမျိုးသားရင်ကြားစေ့ရေးကိုဖော်ပြရမှာစုပေါင်းဆောင်ရွက်ခြင်းရဲ့အရေးပါမှုကိုထည့်သွင်းပြောကြားခဲ့တာပါ။ဒုတိယသမ္မတများဖြစ်အမျိုးသားတဦးနဲ့အမျိုးသမီးတဦးစစ်ဘက်နောက်ခံနဲ့အရက်ဘက်နောက်ခံတွေကိုပေါင်းစပ်ထားခြင်းဟာစုပေါင်းမှုရဲ့ပြရုပ်တစ်ခုဖြစ်ပါတယ်။အခုလိုစုပေါင်းကောင်းဆောင်မှုဟာနိုင်ငံအတွင်းမှာရှိတဲ့မတူကွဲပြားတဲ့လူမှုအဖွဲ့အစည်းတွေရဲ့အတန်ကိုပုံမကိုစားပြုနိုင်မှာဖြစ်ပါတယ်။ခေါင်းဆောင်များအကြားအပြန်အလှန်အတိအမှတ်ပြုလေးစားမှုရှိခြင်းဟာအစိုးရအဖွဲ့ရဲ့စည်းလုံးမှုကိုခိုင်မာစေပါတယ်ထို့ကြောင့်စုပေါင်းကောင်းဆောင်မှုဟာနိုင်ငံရေးအရတည်ငြိမ်မှုကိုဖော်ဆောင်ပေးတဲ့အဓိကသောချက်ဖြစ်ပါတယ်။လေးအုပ်ချုပ်ရေးအဖွဲ့အတွင်းဆုံးဖြတ်ချက်တွေချမှတ်ရမှာအမြင့်ချင်းဖလှယ်ခြင်းနဲ့ညှိနှိုင်းဆွေးနွေးခြင်းဟာအမှားအယွင်းတွေကိုအ ਨੇ ဆုံးဖြစ်အောင်လျှော့ချပေးနိုင်ပါတယ်။စုပေါင်းကောင်းဆောင်မှုယဉ်ကျေးမှုမှာခေါင်းဆောင်တိုင်းဟာမိမိရဲ့ကဏ္ဍအလိုက်တာဝန်ခံမှုရှိရမှာဖြစ်ပါတယ်။ဥပမာအားဖြင့်စီးပွားရေးလူမှုရေးနဲ့လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကိုသက်ဆိုင်ရာဒုတိယသမ္မတတွေကတာဝန်ယူကြီးကြပ်ခြင်းမျိုးဖြစ်ပါတယ်။အခုလိုလုပ်ငန်းတာဝန်တွေကိုခွဲဝေယူခြင်းဖြင့်နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးရန်နေရာဟာပုံမထိရောက်လျင်မြန်လာမှာဖြစ်ပါတယ်။ဒါဟာ professional ဆန်တဲ့အုပ်ချုပ်ရေးစနစ်စီဥတည်သွားခြင်းပင်ဖြစ်ပါတယ်။915ရာစု Florence မြို့ပြနိုင်ငံမှာလည်းအုပ်ချုပ်ရေးအာဏာကိုတဦးတည်းစီပေးအပ်ခြင်းမရှိဘဲကောင်စီဝင်များအကြားစုပေါင်းဆုံးဖြတ်တဲ့စနစ်ကိုကျင့်သုံးခဲ့ပါတယ်။အဲ့ဒီစနစ်ကြောင့်ပင် Florence ဟာအမှုပညာသိပ္ပံနဲ့နိုင်ငံရေးနယ်ပယ်တွေမှာကမ္ဘာထိပ်တန်းအဆင့်စီရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့လက်ရှိအသွင်ကူးပြောင်းမှုမှာလည်းစုပေါင်းကောင်းဆောင်မှုကတဆင့်နိုင်ငံစွမ်းအားကိုမြင့်တင်ရမှာဖြစ်ပါတယ်။ခေါင်းဆောင်များအကြားအပြန်အလှန်ယုံကြည်မှုတည်ဆောက်ခြင်းဟာအဖွဲ့အစည်းဆိုင်ရာယဉ်ကျေးအေးမှုကိုခိုင်မာစေပါတယ်။ဒီစုပေါင်းလှုပ်ဆောင်မှုဟာနိုင်ငံတော်ကိုအကျက်တဲများကြားကလွတ်မြောက်စေမဲ့ခွန်အားတစ်ခုဖြစ်ပါတယ်။6နိုင်ငံရေးယဉ်ကျေးမှုတစ်မှာခေါင်းဆောင်ဆိုတာအမိန့်ပေးသူတသက်မဟုတ်ပဲအဖွဲ့အစည်းကိုပေါင်းစည်းပေးသူဖြစ်ဖို့လိုအပ်ပါတယ်။ဂျွန်တန်စ်ဟာသူ့ရဲ့အစိုးရအဖွဲ့အတွင်းအမြင်ကွဲပြားမှုတွေကိုညှိနှိုင်းဆောင်ရွက်ခြင်းဖြင့်နိုင်ငံတော်ရဲ့အခြေခံကိုခိုင်မာအောင်လှုပ်ဆောင်ခဲ့ပါတယ်။သမ္မတဦးမင်းအောင်လှိုင်ဟာလည်းဒုတိယသမ္မတတွေနဲ့အတူ
တိုင်ပင်ဆွေးနွေးကနိုင်ငံတော်ရဲ့မူဝါဒတွေကိုချမှတ်သွားရမှာဖြစ်ပါတယ်။စုပေါင်းကောင်းဆောင်မှုဟာခေါင်းဆောင်များအကြားရှိနိုင်တဲ့ပုဂ္ဂိုလ်ရေးအာဇာတတွေကိုလျှော့ချပေးနိုင်တဲ့စေတလက်လည်းဖြစ်ပါတယ်။ဒီလိုနည်းနဲ့နိုင်ငံတော်ရဲ့ဥဆောင်မှုအပိုင်းမှာပုံမညီညွတ်တဲ့အခင်းကျင်းကိုတွေ့ရမှာဖြစ်ပါတယ်။ခုနှစ်စုပေါင်းကောင်းဆောင်မှုယဉ်ကျေးမှုဟာအမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်တွေမှာလည်းအပြုသဘောဆောင်တဲ့တက်ရောက်မှုရှိပါတယ်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့အစိုးရအဖွဲ့ရဲ့စုပေါင်းဆောင်ရွက်မှုကိုမြင်တွေ့ရခြင်းဖြင့်ယုံကြည်မှုပုံမတိုးတက်လာနိုင်ပါတယ်။သမရရဲ့မိန့်ခွန်းမှာပါဝင်တဲ့ငြိမ်းချမ်းရေးဆိုင်ရာကတိကဝတ်တွေကိုအဖွဲ့လိုက်အကောင့်ထဲပေါ်ခြင်းဟာပုံမထိရောက်ပါတယ်။စုပေါင်းကောင်းဆောင်မှုဟာအားလုံးပါဝင်နိုင်တဲ့နိုင်ငံရေးစနစ်စီသွားရမှာအရေးပါတဲ့လေကားတစ်ခုဖြစ်ပါတယ်ဒါဟာငြိမ်းချမ်းစွာအတူရင်တွဲနေထိုင်ရေးကိုလက်တွေ့ကျကျဖော်ဆောင်ခြင်းလည်းဖြစ်ပါတယ်။ရှစ်မျက်မှောက်ခေတ်ရဲ့စိန်ခေါ်မှုတွေမှာဝါဒဖြန့်မှုတွေကခေါင်းဆောင်တဦးချင်းစီကိုပုံဖြတ်တိုက်ခိုက်လေးရှိပါတယ်သို့တော့စုပေါင်းကောင်းဆောင်မှုခိုင်မာရင်အဲ့ဒီလိုတိုက်ခိုက်မှုတွေကိုအဖွဲ့အစည်းဆိုင်ရာခံစစ်နဲ့ခုခံနိုင်မှာဖြစ်ပါတယ်။အမှန်တရားကိုရှာဖွေရမှာခေါင်းဆောင်များပြားရဲ့အမြင်တွေကိုပေါင်းစပ်ခြင်းဖြင့်ပုံမမှန်ကန်တဲ့ကောက်ချက်တွေကိုရရှိနိုင်ပါတယ်။စုပေါင်းကောင်းဆောင်မှုဟာပွင့်လင်းမြင်သာမှုရှိခြင်းကိုအားပေးပြီးပြည်သူယုံကြည်မှုကိုတည်ဆောက်ရမှာလည်းအထောက်အကူပြုပါတယ်ထို့ကြောင့်ဒီယဉ်ကျေးမှုကိုအစိုးရအဖွဲ့ရဲ့အောက်ခြေအဆင့်များအထိပြန့်နှံ့သွားစေဖို့ကြိုးပမ်းရမှာဖြစ်ပါတယ်။ကိုယ်စုပေါင်းကောင်းဆောင်မှုယဉ်ကျေးမှုဟာအာဏာကိုအပြန်အလှန်ထိန်းချောင်းခြင်းကိုအစိုးရအဖွဲ့အတွင်းမှာပင်ဖြစ်ပေါ်စေပါတယ်။သမရဟာအဆုံးဖြတ်ပေးသူဖြစ်ပေမဲ့ဒုတိယသမရတွေရဲ့ထောက်ပြချက်တွေကိုလေးစားလိုက်နာခြင်းဖြင့်အမားတွေကိုရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ဒါဟာအဖွဲ့အစည်းတစ်ခုရဲ့ကျန်းမာတန်ဆွမ်းမှုကိုပြသတဲ့လက္ခဏာတစ်ခုလည်းဖြစ်ပါတယ်။နိုင်ငံတော်သမရကလွတ်တော်နဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ဆိုရမှာမိမိရဲ့အစိုးရအဖွဲ့အတွင်းမှာပင်စုပေါင်းလှုပ်ဆောင်မှုကိုအခြေခံရမှာဖြစ်ပါတယ်။အခုလိုဟန်ချက်ညီမဥဟာနိုင်ငံတော်အုပ်ချုပ်ရေးကိုပုံမခေမီစေမှာဖြစ်ပါတယ်။တစ်ဆက်ညီကုန်းချုပ်ရရင်အပိုင်းငါဖြစ်တဲ့စုပေါင်းကောင်းဆောင်မှုယဉ်ကျေးမှုဟာမြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲမှုရဲ့အားရစရာခြေလှမ်းတစ်ခုဖြစ်ပါတယ်။သမရဦးမင်းအောင်လှိုင်နဲ့ဒုတိယသမရတွေရဲ့စုပေါင်းချမ်းသစ္စာကျိန်ဆိုမှုဟာသမိုင်းတစ်ကိုဖွင့်လှစ်လိုက်ခြင်းပင်ဖြစ်ပါတယ်။ဒီယဉ်ကျေးမှုရေရှည်တည်တံ့ဖို့အတွက်ခေါင်းဆောင်များအကြားစိတ်ရှိသီးခံမှုနဲ့နိုင်ငံတော်အကျိုးကိုရှေ့ရှုတဲ့စိတ်ဓာတ်တွေလိုအပ်ပါတယ်။သမိုင်းတစ်ကိုထုစစ်ရမှာစုပေါင်းကောင်းဆောင်မှုခိုင်မာခြင်းဖြင့်သာငြိမ်းချမ်းပြီးတိုးတက်တဲ့နိုင်ငံတော်ကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ဒါဟာနိုင်ငံရေးယဉ်ကျေးမှုရဲ့အထင်ကရပြည့်ုပ်တစ်ခုပင်ဖြစ်ပါတယ်။အပိုင်း6စာချုပ်အခြေခံသောနိုင်ငံရေးဒီမိုကရေစီစနစ်ကျန်းမာတန်ဆွမ်းဖို့အတွက်ပုဂ္ဂိုလ်တဦးတစ်ယောက်ရဲ့အလိုဆန္ဒထက်စုပေါင်းသဘောတူညီထားတဲ့စာချုပ်စာတမ်းတွေကိုအခြေခံတဲ့နိုင်ငံရေးယဉ်ကျေးမှုလိုအပ်ပါတယ်။နိုင်ငံတော်သမ္မတကသူ့ရဲ့မိန့်ခွန်းမှာတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကိုလွှတ်တော်စီတင်သွင်းဖို့ပြောကြားခဲ့ခြင်းဟာဒီလမ်းစဉ်ကိုဖော်ပြခြင်းဖြစ်ပါတယ်။ဒါဟာလက်နက်ကင်ပဋိပက္ခတွေကိုဥပဒေကြောင်းအရခိုင်မာတဲ့စာချုပ်တွေနဲ့ဖြေရှင်းဖို့ကြိုးပမ်းတဲ့အပြုသဘောဆောင်တဲ့ခြေလှမ်းတစ်ခုဖြစ်ပါတယ်စာချုပ်အချက်ဧခံတဲ့နိုင်ငံရေးဟာပါဝင်သူအားလုံးအတွက်တန်းတူညီမျှတဲ့အကာအကွယ်နဲ့တာဝန်ယူမှုကိုပေးအပ်နိုင်ပါတယ်ထဲကြောင့်ဒီလုပ်ငန်းစဉ်ဟာနိုင်ငံတော်ရဲ့ရေရှည်ငြိမ်းချမ်းရေးအတွက်အဓိကသောချက်ဖြစ်ပါတယ်။နှစ်သမိုင်းတစ်လျှောက်မှာစာချုပ်အခြေခံတဲ့နိုင်ငံရေးရဲ့အစပြုမှုအဖြစ်1215ခုနှစ်ကပေါ်ပေါက်ခဲ့တဲ့မကနာကာရာကိုကိုးကားနိုင်ပါတယ်။အဲ့ဒီစာချုပ်ဟာဘုရင်ရဲ့အာဏာကိုကန့်သက်ပြီးဥပဒေအောက်မှာအားလုံးငန်းတူရှိစေဖို့ပထမဆုံးအကြိမ်ကြိုးပမ်းခဲ့တဲ့သမိုင်းမှတ်တိုင်ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလည်းတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ဟာမတူညီတဲ့အင်အားစုတွေအကြားငြိမ်းချမ်းစွာအတူရင်တွဲနေထိုင်ရေးအတွက်ချုပ်ဆိုထားတဲ့ပြည်ညင်တစ်ခုဖြစ်ပါတယ်စာချုပ်ပါအချက်လက်တို့အေကိုလေးစားလိုက်နာခြင်းဖြင့်သာနိုင်ငံရေးအရယုံကြည်မှုကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်ဒါဟာစနစ်တစ်ခုခိုင်မာဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အခြေခံအုတ်မြစ်ဖြစ်ပါတယ်သုံးသမရရဲ့မိန့်ခွန်းမှာပြည်ထောင်စုသဘောတူစာချုပ်တွေကိုဆက်လက်အကောင်အထည်ဖော်မယ်လို့ဆိုခြင်းဟာဖက်ဒရယ်စနစ်စီသွားမဲ့လမ်းပြမြေုံကိုအတည်ပြုခြင်းဖြစ်ပါတယ်စာချုပ်အခြေခံတဲ့နိုင်ငံရေးဟာနိုင်ငံရေးပြဿနာတွေကိုစစ်မြေပြင်မှာမဟုတ်ပဲဆွေးနွေးပွဲစားပွဲဝိုင်းမှာဖြေရှင်းဖို့အားပေးပါတယ်ဒီလိုနည်းနဲ့နိုင်ငံတော်ရဲ့အနာဂတ်ကိုစာချုပ်စာတမ်းတွေနဲ့တရားဝင်အာမခံချက်ပေးနိုင်မှာဖြစ်ပါတယ်စာချုပ်ပါကတိကဝတ်တွေကိုလွတ်တော်မှာအတည်ပြုခြင်းဟာလူထုရဲ့ကိုယ်စားလှယ်တွေကပါအတိအမှတ်ပြုခြင်းဖြစ်တာကြောင့်ပုံမခိုင်မာစေပါတယ်ဒါကြောင့်ဒါဟာနိုင်ငံရေးယဉ်ကျေးမှုကိုပြသတဲ့ပြရုပ်တစ်ခုလည်းဖြစ်ပါတယ်လေးစာချုပ်အခြေခံတဲ့နိုင်ငံရေးမှာအရေးကြီးဆုံးအချက်ကတော့အပြန်အလှန်တာဝန်ခံမှုရှိခြင်းဖြစ်ပါတယ်စာချုပ်ချုပ်ဆိုထားတဲ့အဖွဲ့အစည်းတိုင်းဟာမိမိတို့ရဲ့ကတိကဝတ်တွေကိုတိကျစွာလိုက်နာဖို့တာဝန်ရှိပါတယ်သမရဦးမင်းအောင်လှိုင်ကသူ့ရဲ့အစိုးရအဖွဲ့အနေနဲ့စာချုပ်ပါချက်တွေကိုလေးစားမယ်လို့ကတိပြုခြင်းဟာယုံကြည်မှုတည်ဆောက်ရေးအတွက်အရေးပါပါတယ်
အခုလိုတာဝန်ခံမှုရှိခြင်းဟာနိုင်ငံတကာမိသားစုအတွင်းမြန်မာနိုင်ငံရဲ့ဂုဏ်သိက္ခာကိုမြင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ဒါဟာနိုင်ငံရေးအရတည်ငြိမ်မှုနဲ့ငြိမ်းချမ်းရေးကိုတပြိုင်နက်တည်းဖော်ဆောင်ခြင်းပင်ဖြစ်ပါတယ်။91500စု Florence မြို့ပြနိုင်ငံမှာလည်းကုန်သွယ်ရေးနဲ့နိုင်ငံရေးဆိုင်ရာသဘောတူညီချက်တွေကိုခိုင်မာတဲ့စာချုပ်တွေနဲ့သာထိန်းကျောင်းခဲ့ကြပါတယ်။အဲ့ဒီစာချုပ်တွေဟာအငြင်းပွားမှုတွေကိုတရားဥပဒေနဲ့အညီဖြေရှင်းနိုင်စေဖို့အကာအကွယ်ပေးခဲ့ခြင်းကြောင့်မြို့ပြနိုင်ငံဟာကြွယ်ဝချမ်းသာခဲ့ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလည်းစာချုပ်ခြေခံတဲ့နိုင်ငံရေးဟာစီးပွားရေးနဲ့လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လုံခြုံတဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးမှာဖြစ်ပါတယ်။ခေါင်းဆောင်တွေရဲ့စကားထက်စာချုပ်ပါပြဋ္ဌာန်းချက်တွေကိုပုံမတန်ဖိုးထားတဲ့ယဉ်ကျေးမှုကိုထူထောင်ရပါမယ်။ဒီစုပေါင်းလှုပ်ဆောင်မှုဟာနိုင်ငံတော်ကိုအနာဂတ်မျိုးဆက်သစ်တွေအတွက်အမွေကောင်းတွေပေးနိုင်မှာဖြစ်ပါတယ်။6နိုင်ငံရေးယဉ်ကျေးမှုသစ်မှာစာချုပ်ဆိုတာခိုင်မာတဲ့ကတိကဝတ်ဖြစ်တယ်လို့အပြန်အလှန်လေးစားမှုရဲ့ပြည့်ရုပ်လည်းဖြစ်ပါတယ်။ဂျွန်တန်စ်ဟာပြည်တိုင်နဲ့ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရာမှာနိုင်ငံရဲ့ဂုဏ်သိက္ခာနဲ့အကျိုးစီးပွားကိုစာချုပ်ပါအချက်လက်တွေနဲ့ကာကွယ်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာလည်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ချုပ်ဆိုမဲ့စာချုပ်တွေဟာအားလုံးပါဝင်နိုင်တဲ့စာချုပ်တွေဖြစ်ရပါမယ်။စာချုပ်ခြေခံတဲ့နိုင်ငံရေးဟာမတူကွဲပြားမှုတွေကိုပေါင်းစည်းပေးနိုင်တဲ့အားကောင်းတဲ့ကိရိယာတစ်ခုဖြစ်ပါတယ်။ဒီလိုနည်းနဲ့နိုင်ငံတော်အတွင်းညီညွတ်တဲ့အင်အားစုတစ်ရပ်ကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ခုနှစ်သမ္မတရဲ့မိန့်ခွန်းမှာငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုဦးစားပေးဖော်ပြခြင်းဟာစာချုပ်ခြေခံတဲ့နိုင်ငံရေးရဲ့အရေးပါမှုကိုသိမြင်လို့ဖြစ်ပါတယ်။တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ဟာနိုင်ငံရေးဆွေးနွေးမှုတွေအတွက်တကားပေါက်တစ်ခုဖြစ်ပါတယ်။ဒီစာချုပ်ကိုအခြေခံပြီးပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွေကတဆင့်ပုံမပြည့်စုံတဲ့သဘောတူညီချက်တွေကိုရယူရမှာဖြစ်ပါတယ်။စာချုပ်အခြေခံတဲ့နိုင်ငံရေးဟာအာဏာကိုလက်နက်နဲ့မဟုတ်ပဲဥပဒေနဲ့ထိန်းကျောင်းခြင်းဖြစ်ပါတယ်။ဒါဟာငြိမ်းချမ်းဆိုအတူရင်တွဲနေထိုင်ရေးအတွက်ခိုင်မာတဲ့လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ရှစ်တရုတ်မှန်လုံခေတ်ရဲ့စိန်ခေါ်မှုတွေမှာစာချုပ်စာတမ်းတွေဟာအမှန်တရားကိုကာကွယ်ပေးတဲ့ခံတပ်တွေဖြစ်ပါတယ်။ဝါဒဖြန့်မှုတွေနဲ့စာချုပ်ပါအချက်လက်တွေကိုပုံဖြတ်ခြင်းကိုပွင့်လင်းမြင်သာမှုရှိတဲ့သတင်းချက်လက်တွေနဲ့တိုက်ဖြတ်ရပါမယ်။စာချုပ်ခြေခံတဲ့နိုင်ငံရေးဟာပြည်သူလူထုကိုလည်းစောင့်ကြည့်ပိုင်ခွင့်နဲ့တောင်းဆိုပိုင်ခွင့်တွေကိုပေးအပ်ထားပါတယ်။အစိုးရနဲ့အဖွဲ့အစည်းတွေကစာချုပ်ပါအတိုင်းလှုပ်ဆောင်ခြင်းရှိမရှိကိုပြည်သူကသိရှိပိုင်ခွင့်ရှိရမှာဖြစ်ပါတယ်။အခုလိုပွင့်လင်းမြင်သာမှုဟာစနစ်တဲ့ခုအပေါ်ယုံကြည်ကိုးစားမှုကိုပုံမခိုင်မာစေပါလိမ့်မယ်။ကိုးစာချုပ်ခြေခံတဲ့နိုင်ငံရေးဟာအာဏာခွဲဝေမှုခံတပ်ကိုလည်းပုံမခိုင်မာစေပါတယ်။အဖွဲ့အစည်းတစ်ခုချင်းစီရဲ့လုပ်ပိုင်ခွင့်နဲ့ကန့်သက်ချက်တွေကိုစာချုပ်တွေနဲ့တိကျစွာသတ်မှတ်ထားခြင်းကြောင့်အာဏာကျော်လွန်ကျင့်သုံးမှုကိုတားဆီးနိုင်ပါတယ်။သမ္မတဦးမင်းအောင်လှိုင်ကလွှတ်တော်စီအာဏာအနှင်းခြင်းနဲ့အတူစာချုပ်တွေကိုပါတင်သွင်းခြင်းဟာဒီမြတ်ခြေကိုရှာဖွေခြင်းဖြစ်ပါတယ်။စာချုပ်ပါပြဋ္ဌာန်းချက်တွေဟာမိသည့်ပုဂ္ဂိုလ်ရဲ့အထက်မှာမဆိုရှိနေရမယ်ဆိုတဲ့အယူဆဟာဒီမိုကရေစီရဲ့အခြေခံမူဖြစ်ပါတယ်။ဒီလိုနည်းနဲ့နိုင်ငန်တော်ရဲ့အုပ်ချုပ်ရေးရန်နေရာဟာပုံမစနစ်ကျပြီးခေတ်မီလာမှာဖြစ်ပါတယ်။တစ်ဆက်ညီကုန်းချုပ်ရရင်အပိုင်း6ဖြစ်တဲ့စာချုပ်အခြေခံတဲ့နိုင်ငံရေးဟာမြန်မာနိုင်ငံရေးအသွင်ကူးပြောင်းမှုအတွက်မရှိမဖြစ်လိုအပ်တဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။သမ္မတဦးမင်းအောင်လှိုင်ရဲ့မိန့်ခွန်းဟာစာချုပ်တွေကိုအလေးထားခြင်းဖြင့်နိုင်ငံရေးလမ်းကြောင်းတစ်ကိုဖော်ပြခဲ့ပါတယ်။အခုလိုစာချုပ်တွေရေရှည်တည်တံ့ပြီးအသက်ဝင်ဖို့အတွက်ပါဝင်သူအလုံးရဲ့စစ်မှန်တဲ့စိတ်ဆန္ဒနဲ့လိုက်နာမှုတွေလိုအပ်ပါတယ်။သမိုင်းတစ်ကိုထူးဆစ်ရမှာစာချုပ်ခြေခံတဲ့နိုင်ငံရေးဟာငြိမ်းချမ်းပြီးတိုးတက်တဲ့နိုင်ငံတော်စီလန်းတက်မဲ့အာမခံချက်ရှိတဲ့ခြေလှမ်းတစ်ခုဖြစ်ပါတယ်။ဒါဟာနိုင်ငံရေးရင့်ကျက်မှုရဲ့ခိုင်မာတဲ့အမှတ်အသားတစ်ခုပင်ဖြစ်ပါတယ်။အပိုင်း9ဖတ်တဲ့အာဏာခွဲဝေမှုတစ်မြန်မာနိုင်ငံရဲ့နှစ်ရှည်လများဖြစ်ပွားခဲ့တဲ့ပြည်ပခါတွေကိုအဆုံးသတ်ဖို့အတွက်အခြေခံကြတဲ့အဖြေကတော့ဗဟိုနဲ့ပြည်နယ်တွေအကြားမှန်ကန်တဲ့ဖတ်တဲ့အာဏာခွဲဝေမှုပင်ဖြစ်ပါတယ်။နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ဟာသူ့ရဲ့မိန့်ခွန်းမှာတိုင်းဒေသကြီးနဲ့ပြည်နယ်တွေရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုအလေးပေးဖော်ပြခဲ့ခြင်းဟာဒီအာဏာခွဲဝေမှုတစ်ကိုဥတီခြင်းဖြစ်ပါတယ်။ဒါဟာအာဏာကိုဗဟိုမှာပဲစုပုံထားတဲ့စနစ်ဟောင်းကနေဒေသအလိုက်ခွဲဝေခြင်းသုံးတဲ့စနစ်သစ်စီကူးပြောင်းခြင်းဖြစ်ပါတယ်ဖက်။တကယ်အာဏာခွဲဝေမှုဟာတိုင်းရင်းသားတွေရဲ့ယုံကြည်မှုကိုရရှိစေမဲ့အခိုင်အမာဆုံးသောနိုင်ငံရေးအာမခံချက်ဖြစ်ပါတယ်။ဒါကြောင့်ဒီလုပ်ငန်းစဉ်ဟာပြည်ထောင်စုတည်တံ့ခိုင်မြဲရေးအတွက်မရှိမဖြစ်လိုအပ်ပါတယ်။နှစ်သမိုင်းဆိုင်ရာရှုထောင့်ကကြည့်ရင်အမေရိကန်ပြည်ထောင်စုတည်ထောင်စဉ်ကလည်းဗဟိုဆိုးရနဲ့ပြည်နယ်ဆိုးရတွေအကြားအာဏာခွဲဝေမှုဟာအဓိကအငင်းပွားဖွယ်ရာကိစ္စရပ်ဖြစ်ခဲ့ပါတယ်။ James Madison ပါဝင်ဖခင်ကြီးတွေဟာပြည်နယ်တွေရဲ့လွတ်လပ်ခွင့်ကိုမထိခိုက်စေဘဲခိုင်မာတဲ့ဗဟိုဆိုးရတရက်ပေါ်ပေါက်လာစေဖို့မြတ်ချေကိုရှာဖွေခဲ့ကြပါတယ်။မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေမှာလည်း
ဗဟိုဆိုးရနဲ့ပြည်နယ်တွေအကြားအာဏာကိုဘလို့ခွဲဝေမလဲဆိုတဲ့ချက်ဟာနိုင်ငံရေးရင်ကျက်မှုကိုတိုင်းတာတဲ့စံနှုန်းတစ်ခုဖြစ်ပါတယ်အာဏာကိုမြတ်တစွာခွဲဝေခြင်းဟာပြည်ထောင်စုစိတ်ဓာတ်ကိုပုံမခိုင်မာစေမှာဖြစ်ပါတယ်ဒါဟာနိုင်ငံတော်တည်ဆောက်ရေးမှာအခြေခံကျတဲ့မြတ်ခြေတစ်ခုပင်ဖြစ်ပါတယ်သုံးသမရရဲ့မိန့်ခွန်းမှာဖက်ဒရယ်စနစ်စီသွားမဲ့လမ်းပြမြေပုံကိုအကောင့်ထဲဖော်မယ်လို့ဆိုခြင်းဟာအရင်းမြစ်ခွဲဝေရေးကိုပါထည့်သွင်းစဉ်းစားခြင်းဖြစ်ပါတယ်ဒေတာအလိုက်ထွက်ရှိတဲ့တယံဇာတတွေနဲ့အကျိုးမြတ်တွေကိုဗဟိုနဲ့ဒေတာခံတွေအကြားမြတ်တစွာခွဲဝေခံစားနိုင်ခြင်းဟာပဋိပက္ခတွေကိုလျှော့ချပေးနိုင်မှာဖြစ်ပါတယ်အခုလိုအာဏာနဲ့အရင်းမြစ်ခွဲဝေမှုဟာဒေတာခံပြည်သူတွေရဲ့လူမှုစီးပွားဘဝကိုတိုက်ရိုက်တိုးတက်စေပါလိမ့်မယ်ဖက်ဒရယ်အာဏာခွဲဝေမှုဟာစာရွက်ပေါ်မှာတင်မကပဲလက်တွေ့မြေပြင်မှာပါအသက်ဝင်ဖို့လိုအပ်ပါတယ်ဒါဟာငြိမ်းချမ်းတဲ့ပြည်အောင်စုစီလန်တက်မဲ့လေကားထစ်တစ်ခုဖြစ်ပါတယ်လေးဖက်တဲ့အာဏာခွဲဝေမှုတစ်မှာတိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်တွေရဲ့အခမ်းကဏ္ဍဟာအလွန်အရေးကြီးပါတယ်ဒေသဆိုင်ရာဥပဒေတွေကိုလွတ်လပ်စွာပြဋ္ဌာန်းပိုင်ခွင့်ရှိခြင်းဟာဖက်တဲ့စနစ်ရဲ့အနှစ်သာရတစ်ခုဖြစ်ပါတယ်သမ္မတဦးမင်းအောင်လှိုင်ကလွှတ်တော်တွေကိုအာဏာပြန်အပ်ခြင်းဟာပြည်နယ်လွှတ်တော်တွေအတွက်လည်းအခွင့်အလမ်းသစ်တွေကိုဖော်ဆောင်ပေးခြင်းဖြစ်ပါတယ်ဒီလိုနည်းနဲ့ဒေတာအလိုက်လိုအပ်ချက်တွေကိုထိရောက်စွာဖြည့်ဆည်းပေးနိုင်တဲ့အုပ်ချုပ်ရေးရနေရာတွေပေါ်ပေါက်လာမှာဖြစ်ပါတယ်ဒါဟာနိုင်ငံသားအလုံးတန်းတူညီမျှမှုရှိရဲ့နိုင်ငံရေးစနစ်စီဥတည်သွားခြင်းပင်ဖြစ်ပါတယ်915ရာစုဖလော်ရင်းစ်မြို့ပြနိုင်ငံဟာလည်းပတ်ဝန်းကျင်မှာရှိတဲ့ဒေသတွေနဲ့အာဏာခွဲဝေမှုမြတ်တခြင်းကြောင့်ဒေသတွင်ဩဇာလွှမ်းမိုးမှုနဲ့တည်ငြိမ်မှုကိုရရှိခဲ့ခြင်းဖြစ်ပါတယ်အဲ့ဒီတုန်းကခေါင်းဆောင်တွေဟာဒေသအလိုက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေကိုအတိုင်းအတာတစ်ခုအထိပေးအပ်ခြင်းဖြင့်ပုံကံမှုတွေကိုကာကွယ်ခဲ့ကြပါတယ်မြန်မာနိုင်ငံမှာလည်းဖက်ဒရယ်အာဏာခွဲဝေမှုဟာတိုင်းရင်းသားတွေရဲ့လိုလားချက်တွေကိုဖြည့်ဆည်းပေးနိုင်မဲ့တစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်အာဏာခွဲဝေမှုခံတပ်ဟာဗဟိုမာတာမကပြည်နယ်တို့အေထိပါတက်ရောက်ဖို့လိုအပ်ပါတယ်ဒီစုပေါင်းလှုပ်ဆောင်မှုဟာနိုင်ငံတော်ကိုအကြက်တဲတွေကြားကလွတ်မြောက်စေမှာဖြစ်ပါတယ်6နိုင်ငံရေးယဉ်ကျေးမှုတစ်မှာဗဟိုဆိုးရဟာအမိန့်ပေးသူတသက်မဟုတ်ပဲပြည်နယ်တွေရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုပံ့ပိုးပေးသူဖြစ်ဖို့လိုအပ်ပါတယ်ကျွန်းထန်ကပြည်နယ်တွေရဲ့အခွင့်အရေးကိုလေးစားခဲ့တယ်လို့ပဲမြန်မာနိုင်ငံရေးမှာလည်းပြည်နယ်တွေရဲ့လက္ခဏာနဲ့ယဉ်ကျေးမှုတွေကိုလေးစားရပါမယ်ဖက်ဒရယ်အာဏာခွဲဝေမှုဟာမတူကွဲပြားမှုတွေကိုအတိအမှတ်ပြုခြင်းဖြင့်ညီညွတ်မှုကိုတိဆောက်ခြင်းဖြစ်ပါတယ်အပြန်အလှန်လေးစားမှုရှိတဲ့ဆက်ဆံရေးဟာဗဟိုနဲ့ပြည်နယ်တွေအကြားယုံကြည်မှုကိုခိုင်မာစေမှာဖြစ်ပါတယ်ဒီလိုနည်းနဲ့နိုင်ငန်တော်တွင်စစ်မှန်တဲ့ညီညွတ်ရေးကိုတိဆောက်နိုင်မှာဖြစ်ပါတယ်ခုနှစ်သမရရဲ့မိန့်ခွန်းမှာငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုဖော်ပြရမှာဖက်ဒရယ်စနစ်ကိုတိဆောက်မယ်လို့ကတိပြုခြင်းဟာစာချုပ်ခြေခံတဲ့နိုင်ငံရေးကိုခိုင်မာစေပါတယ်။တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ်ရဲ့အခြေခံမူတွေမှာလည်းဖက်ဒရယ်စနစ်တိဆောက်ရေးဟာအဓိကအချက်အဖြစ်ပါဝင်နေပါတယ်။အခုလိုအာဏာခွဲဝေမှုဟာလက်နက်ကင်လန်းစဉ်ကိုဆွန့်လွတ်ပြီးနိုင်ငံရေးလမ်းစဉ်မှာပါဝင်လာဖို့ဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်။ဖက်ဒရယ်အာဏာခွဲဝေမှုဟာနိုင်ငံတော်တည်ငြိမ်ရေးအတွက်ခိုင်မာတဲ့အုတ်မြစ်တစ်ခုဖြစ်ပါတယ်ဒါဟာငြိမ်းချမ်းစွာအတူရင်တွဲနေထိုင်ရေးစီဥတည်တဲ့လက်တွေ့ကျတဲ့ခြေလှမ်းပင်ဖြစ်ပါတယ်ရှစ်တရုတ်မှန်လုံခေတ်ရဲ့စိန်ခေါ်မှုတွေမှာဖက်ဒရယ်စနစ်နဲ့ပတ်သက်ပြီးမားရင်တဲ့အယူအဆတွေကိုရှင်းလင်းဖို့လိုအပ်ပါတယ်ဖက်ဒရယ်ဆိုတာပြည်ထောင်စုပြိုကွဲခြင်းမဟုတ်ပဲအပြန်အလှန်အမိတဟဲပြုကာပုံမခိုင်မာအောင်တိဆောက်ခြင်းဖြစ်ကြောင်းပြည်သူကိုချပြရပါမယ်အချက်လက်တွေကိုအခြေခံတဲ့ပညာပေးမှုတွေနဲ့အာဏာခွဲဝေမှုရဲ့အကျိုးကျေးဇူးတွေကိုသိမြင်စေဖို့ကြိုးပမ်းရမှာဖြစ်ပါတယ်အခုလိုပွင့်လင်းမြင်သာမှုဟာအာဏာခွဲဝေမှုလုပ်ငန်းစဉ်အပေါ်လူထုရဲ့ထောက်ခံမှုကိုရရှိစေမှာဖြစ်ပါတယ်။ဒါဟာနိုင်ငံတော်ရဲ့အုပ်ချုပ်ရေးရန်ရာကိုပုံမွင်းကျက်စေပါလိမ့်မယ်။ကိုးဖက်တဲ့အာဏာခွဲဝေမှုဟာစီးပွားရေးရလဲဒေသအလိုက်ရှင်ပြိုင်နိုင်စွမ်းကိုမြင့်တင်ပေးနိုင်ပါတယ်။ပြည်နယ်တွေကမိမိတို့ဒေသရဲ့စီးပွားရေးမူဝါဒတွေကိုလွတ်လပ်စွာဖော်ဆောင်နိုင်ခြင်းဟာနိုင်ငံတော်တစ်ခုလုံးရဲ့ GDP ကိုတိုးတက်စေမှာဖြစ်ပါတယ်။သမ္မတဦးမင်းအောင်လှိုင်ကနိုင်ငံတော်ရဲ့စီးပွားရေးကိုမြင့်တင်ဖို့ပြောကြားရမှာဒေသအလိုက်ဖွံ့ဖြိုးရေးဟာအရေးပါတဲ့ကဏ္ဍကပါဝင်နေပါတယ်ဖက်ဒရယ်စနစ်ဟာအရင်းမြစ်တွေကိုအကျိုးရှိအသုံးချနိုင်ဖို့အကောင်းဆုံးစီမံခန့်ခွဲမှုပုံစံတစ်ခုဖြစ်ပါတယ်ဒါကြောင့်ဒီအာဏာခွဲဝေမှုဟာနိုင်ငံတော်ကိုကြွယ်ဝချမ်းသာတဲ့လမ်းကြောင်းပေါ်ပို့ဆောင်ပေးမှာဖြစ်ပါတယ်တစ်ဆက်ညီကုန်းချုပ်ရရင်အပိုင်း9ဖြစ်တဲ့ဖက်ဒရယ်အာဏာခွဲဝေမှုတစ်ဟာမြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲမှုရဲ့အသက်သွေးကြောဖြစ်ပါတယ်သမ္မတဦးမင်းအောင်လှိုင်ရဲ့မိန့်ခွန်းနဲ့လမ်းညွှန်ချက်တွေဟာဒီစနစ်ကိုဖော်ဆောင်ဖို့အတွက်ခိုင်မာတဲ့အစပြုမှုတွေဖြစ်ပါတယ်အခုလိုအာဏာခွဲဝေမှုရေရှည်တည်တံ့ဖို့အတွက်ဥပဒေကြောင်းအရအကာအကွယ်တွေနဲ့ပါဝင်သူအလုံးရဲ့စစ်မှန်တဲ့စိတ်ဆန္ဒတွေလိုအပ်ပါတယ်။တမိုင်းတစ်ကိုထုစစ်ရမှာဖက်ဒရယ်စနစ်ခိုင်မာခြင်းဖြင့်သာငြိမ်းချမ်းပြီးတိုးတက်တဲ့ပြည်ထောင်စုကြီးကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ဒါဟာနိုင်ငံရေးယဉ်ကျေးမှုအသစ်အတွက်ခိုင်မာတဲ့အောင်ပွဲတစ်ခုပင်ဖြစ်ပါတယ်။အပိုင်း၈ဟန်ချက်ညီနိုင်ငံခြားရေးမူဝါဒ
တနိုင်ငံတော်တစ်ခုရဲ့အချုပ်အခြာအာဏာခိုင်မာမှုဟာပြည်တွင်းတည်ငြိမ်ရေးတာမကကမ္ဘာမိသားစုအလယ်မှာကျင့်သုံးတဲ့နိုင်ငံခြားရေးမူဝါဒပေါ်မှာလည်းများစွာမူတည်ပါတယ်နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ဟာသူ့ရဲ့မိန့်ခွန်းမှာမြန်မာနိုင်ငံရဲ့လွတ်လပ်ပြီးတက်ကြွကပတ်မလိုက်တဲ့နိုင်ငံခြားရေးမူဝါဒကိုဆက်လက်ဆုပ်ကိုင်သွားမယ်လို့အလေးပေးပြောကြားခဲ့ပါတယ်ဒါဟာအင်အားကြီးနိုင်ငံတွေကြားဗဘက်ကိုမှတိမ်းဆောင်ခြင်းမရှိဘဲနိုင်ငံတော်ကြိုးစည်းဝါးကိုရှေ့တန်းတင်တဲ့ဟန်ချက်ညီတဲ့ချင်းကပ်မှုပင်ဖြစ်ပါတယ်အခုလိုမူဝါဒဟာနိုင်ငံတကာဆက်ဆံရေးမှာမြန်မာနိုင်ငံရဲ့ဂုဏ်သိက္ခာနဲ့ယက်တီချက်ကိုခိုင်မာစေမှာဖြစ်ပါတယ်ဒါကြောင့်ဟန်ချက်ညီတဲ့နိုင်ငံခြားရေးမူဝါဒဟာနိုင်ငံတော်လုံခြုံရေးအတွက်အရေးပါတဲ့ခံတပ်တစ်ခုဖြစ်ပါတယ်။နှစ်သမိုင်းဆိုင်ရာရှုထောင့်ကကြည့်ရင်အမေရိကန်ပြည်အောင်စုရဲ့ဒုတိယမြောက်သမ္မတဂျွန်ဒန်စ်ဟာလည်းဥရောပအင်အားကြီးနိုင်ငံတွေရဲ့ပဋိပက္ခတွေကြားမှာမိမိနိုင်ငံကိုကြားနေဖြစ်အောင်ကြိုးပမ်းခဲ့ရတဲ့သမိုင်းရှိပါတယ်။သူဟာပြင်သစ်နဲ့ဗြိတိန်တို့အကြားဘက်ကမှမပါဝင်ပဲအမေရိကန်ရဲ့အချုပ်အခြာအာဏာကိုကာကွယ်ဖို့ဟန်ချက်ညီတဲ့တန်တမာရေးကိုကျင့်သုံးခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေမှာလည်းအိမ်နီးချင်းအင်အားကြီးနိုင်ငံတွေနဲ့ကမ္ဘာအင်အားစုတွေအကြားဒီလိုမျိုးမြတ်ချေကိုရှာဖွေဖို့လိုအပ်ပါတယ်နိုင်ငံခြားအားရေးမူဝါဒမှာဟန်ချက်ညီခြင်းဟာပြည်ပစွက်ဖက်မှုတွေကိုတားဆီးနိုင်တဲ့အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ဒါဟာနိုင်ငံတကာဆက်ဆံရေးမှာရင့်ကျက်တဲ့နိုင်ငံရေးဥဆောင်မှုကိုပြသခြင်းပင်ဖြစ်ပါတယ်။သုံးသမ္မတရဲ့မိန့်ခွန်းမှာအိမ်နီးချင်းနိုင်ငံတွေနဲ့မိတ်ဝတ်မပြတ်ဆက်ဆံရေးကိုအထူးတလဲရည်ညွှန်းပြောကြားခြင်းဟာဒေသတွင်းတည်ငြိမ်ရေးကိုရှေ့ရှုတာဖြစ်ပါတယ်။အထူးသဖြင့်တရုတ်အိန္ဒိယထိုင်းနဲ့အာဆီယံနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်မှုဟာမြန်မာနိုင်ငံရဲ့စီးပွားရေးနဲ့လုံခြုံရေးအတွက်အလွန်အရေးကြီးပါတယ်။အခုလိုဟန်ချက်ညီမှုဟာနယ်စပ်ဒေသတည်ငြိမ်ရေးနဲ့တရားမဝင်လုပ်ငန်းတွေကိုတိုက်ဖျက်ရမှာလည်းများစွာအထောက်အကူပြုမှာဖြစ်ပါတယ်။နိုင်ငံခြားရေးမူဝါဒဟာပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုပံ့ပိုးပေးတဲ့အထောက်ပံ့တစ်ခုလည်းဖြစ်ရပါမယ်ထဲကြောင့်ဒါဟာနိုင်ငံတကာအခင်းကျင်းသစ်မှာမြန်မာနိုင်ငံရဲ့အခမ်းကဏ္ဍကိုမြင့်တင်ပေးမဲ့ဗျူဟာတစ်ခုဖြစ်ပါတယ်။လေးဟန်ချက်ညီတဲ့နိုင်ငံခြားရေးမူဝါဒမှာကုလသမဂ္ဂနဲ့နိုင်ငံတကာဖွဲ့စည်းတွေနဲ့ပူးပေါင်းဆောင်ရွက်မှုဟာလည်းအရေးရတဲ့ကဏ္ဍမှာရှိနေပါတယ်။သမ္မတဦးမင်းအောင်လှိုင်ကနိုင်ငံတကာသဘောတူညီချက်တွေကိုလေးစားလိုက်နာမယ်လို့ဆိုခြင်းဟာကမ္ဘာမိသားစုဝင်ဖြစ်တာဝန်သိစွာယက်တီလိုတာဖြစ်ပါတယ်။အခုလိုတာဝန်ခံမှုရှိခြင်းဟာနိုင်ငံတကာရဲ့နားလည်မှုနဲ့ထောက်ခံမှုကိုရရှိစေဖို့အခွင့်အလမ်းတွေဖန်တီးပေးမှာဖြစ်ပါတယ်။နိုင်ငံခြားရေးမူဝါဒဟာနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုမထိခိုက်စေဘဲအကျိုးတူပူးပေါင်းဆောင်ရွက်မှုတို့အေကိုဖော်ဆောင်ရမှာဖြစ်ပါတယ်။ဒါဟာနိုင်ငံတကာဆက်ဆံရေးမှာမျက်ခြေရှိတဲ့တန်တမာရေးရာအလှည့်အပြောင်းပင်ဖြစ်ပါတယ်။915ရာစုဖလော်ရင်းစ်မြို့ပြနိုင်ငံဟာလည်းအနီးနားမှာရှိတဲ့အင်အားကြီးနိုင်ငံတွေအကြားဟန်ချက်ညီတဲ့တန်တမာရေးကြောင့်သာညံလင်းပွင့်ခေတ်ရဲ့အချက်အခြာဖြစ်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီတုန်းကခေါင်းဆောင်တွေဟာစစ်ပွဲတွေထက်တန်တမာနီးလန်းနဲ့မိဖက်တွေတိုးချဲ့ခြင်းကိုဦးစားပေးခဲ့ကြပါတယ်။မြန်မာနိုင်ငံမှာလည်းဟန်ချက်ညီတဲ့နိုင်ငံခြားရေးမူဝါဒကတဆင့်ကမ္ဘာနိုင်ငံတွေနဲ့ကုန်သွယ်ရေးနဲ့ယဉ်ကျေးမှုဖလှယ်မှုတွေကိုတိုးမြင့်ရမှာဖြစ်ပါတယ်။အခုလိုပွင့်လင်းတဲ့ဆက်ဆံရေးဟာနိုင်ငံတော်ရဲ့စွမ်းအားကိုတိုးတက်စေတဲ့အပြင်ပြည်သူတို့ရဲ့အကျိုးစီးပွားကိုလည်းဖော်ဆောင်ပေးမှာဖြစ်ပါတယ်။ဒီစုပေါင်းလှုပ်ဆောင်မှုဟာနိုင်ငံတော်ကိုကမ္ဘာအလယ်မှာဂုဏ်သိက္ခာရှိစေမှာဖြစ်ပါတယ်။6နိုင်ငံရေးယဉ်ကျေးမှုတစ်မှာနိုင်ငံခြားရေးမူဝါဒဟာပြည်တွင်းနိုင်ငံရေးတည်ငြိမ်မှုနဲ့တိုက်ရိုက်ဆက်ဆက်နေပါတယ်။ဂျွန်ဒန်စ်ကနိုင်ငံတကာဆက်ဆံရေးမှာစိတ်ခံစားမှုထက်လက်တွေ့ကျတဲ့အကျိုးစီးပွားကိုရှေ့တန်းတင်ခဲ့တယ်လို့ပဲမြန်မာနိုင်ငံရေးမှာလည်းလက်တွေ့ကျဖို့လိုအပ်ပါတယ်။ဟန်ချက်ညီတဲ့မူဝါဒဟာနိုင်ငံတကာဖိအားတွေကိုကြံ့ကြံ့ခံနိုင်ုံတင်မကပဲအခွင့်အလမ်းတွေဖြစ်ပြောင်းလဲနိုင်စွမ်းရှိရပါမယ်။အပြန်အလှန်လေးစားမှုရှိတဲ့တန်တမာရေးဟာနိုင်ငံတကာအင်အားစုတွေအကြားမြန်မာနိုင်ငံရဲ့ယုံကြည်ကိုးစားမှုကိုမြင့်တင်ပေးမှာဖြစ်ပါတယ်ဒီလိုနည်းနဲ့နိုင်ငံတော်အတွင်းပုံမခိုင်မာတဲ့နိုင်ငံတကာမိဖက်အစုအဖွဲ့တွေကိုတိစောက်နိုင်မှာဖြစ်ပါတယ်ခုနှစ်သမ္မတရဲ့မိန့်ခွန်းမှာငြိမ်းချမ်းစွာအတူရင်တွဲနေထိုင်ရေးအခြေခံမူ၅ချက်ကိုပြန်လည်မှတ်ရစေခြင်းဟာသမိုင်းဝင်မူဝါဒကိုခေတ်နဲ့ညီကျင့်သုံးတာဖြစ်ပါတယ်ဒီမူဝါဒဟာနိုင်ငံချင်းချင်းအချုပ်အခြာအာဏာလေးစားရေးနဲ့ပြည်တွင်းရေးကိုဝင်ရောက်မစွက်ဖက်ရေးတို့အပေါ်အခြေခံထားပါတယ်အခုလိုဟန်ချက်ညီမှုဟာနိုင်ငံတကာအကျပ်တဲတွေကြားမှာမြန်မာနိုင်ငံရဲ့ယက်တီချက်ကိုပြတ်သားစေပါတယ်နိုင်ငံခြားရေးမူဝါဒဟာနိုင်ငံတော်ရဲ့ဂုဏ်သိက္ခာကိုကာကွယ်ပေးတဲ့ပထမဆုံးသောကာကွယ်ရေးတိုင်းလည်းဖြစ်ပါတယ်ဒါဟာငြိမ်းချအနဲ့ကမ္ဘာအခင်းကျင်းမှာမြန်မာနိုင်ငံရဲ့ပါဝင်မှုကိုပုံမထင်ရှားစေမှာဖြစ်ပါတယ်ရှစ်စိန်ခေါ်မှုတွေမှာနိုင်ငံတကာစင်မြင့်ပေါ်ကမှားယွင်းတဲ့သတင်းချက်လက်တွေကိုတန်တမန်နည်းလမ်းနဲ့တိုက်ဖျက်ရမှာဖြစ်ပါတယ်နိုင်ငံတော်ရဲ့ပကတိအခြေအနေမှန်ကိုကမ္ဘာကသိရှိစေဖို့ပွင့်လင်းမြင်သာတဲ့တန်တမန်ရေးကိုကျင့်သုံးရပါမယ်ဟန်ချက်ညီတဲ့မူဝါဒဟာဝါဒဖြန့်မှုတွေကြားကအမှန်တရားကိုကာကွယ်ပေးတဲ့အားကောင်းတဲ့လက်နက်တစ်ခုဖြစ်ပါတယ်။နိုင်ငံတကာမီဒီယာတွေနဲ့အဖွဲ့အစည်းတွေကိုမှန်ကန်တဲ့အချက်အလက်တွေနဲ့ချိတ်ဆက်ဆောင်ရွက်ခြင်းဟာနိုင်ငံတော်ရဲ့ပုံရိပ်ကိုမြင့်တင်ပေးမှာဖြစ်ပါတယ်။အခုလိုပွင့်လင်းမြင်သာမှဥဟာနိုင်ငံတကာဆက်ဆံရေးကိုပုံမခိုင်မာစေပါလိမ့်မယ်။
ကိုဟန်ချက်ညီတဲ့နိုင်ငံခြားရေးမူဝါဒဟာနိုင်ငံတော်ရဲ့စီးပွားရေးလုံခြုံမှုအတွက်လည်းအခြေခံကျပါတယ်မတူညီတဲ့နိုင်ငံတွေကယင်းနှိမ့်မြုပ်နှံမှုတွေကိုဖိတ်ခေါ်ခြင်းဖြင့်စီးပွားရေးအရမိခိုရမှုကိုဟန်ချက်ညီအောင်ထိန်းညှိနိုင်မှာဖြစ်ပါတယ်သမရကြီးကနိုင်ငံတကာကုန်သွယ်ရေးလမ်းကြောင်းတွေပွင့်လင်းမှုဟာမရှိမဖြစ်လိုအပ်ပါတယ်နိုင်ငံခြားရေးမူဝါဒဟာနိုင်ငံတော်ရဲ့ထုတ်ကုန်တွေကိုကမ္ဘာဈေးကွက်စီတင်ပို့နိုင်ဖို့လမ်းခင်းပေးတဲ့အခန်းကဏ္ဍမှာရှိရမှာဖြစ်ပါတယ်ဒါကြောင့်ဒီမူဝါဒဟာနိုင်ငံတော်ရဲ့ဖွံ့ဖြိုးအိုးတိုးတက်မှုအတွက်မောင်းနှင်အားတစ်ခုဖြစ်ပါတယ်တစ်ဆက်ညီကုန်းချုပ်ရရင်အပိုင်းရှိဖြစ်တဲ့ဟန်ချက်ညီနိုင်ငံခြားရေးမူဝါဒဟာမြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲမှုရဲ့အရေးပါတဲ့မဏ္ဍိုင်တစ်ခုဖြစ်ပါတယ်သမ္မတဦးမင်းအောင်လှိုင်ရဲ့မိန့်ခွန်းဟာနိုင်ငံတကာဆက်ဆံရေးမှာမြန်မာနိုင်ငံရဲ့လမ်းကြောင်းတစ်ကိုရှင်းလင်းစွာဖော်ပြခဲ့ပါတယ်အခုလိုဟန်ချက်ညီမှုရေရှည်တည်တံ့ဖို့အတွက်ရင့်ကျက်တဲ့တန်တမန်ရေးရာစွမ်းဆောင်ရည်နဲ့နိုင်ငံတော်ကျိုးကိုရှေ့ရှုတဲ့စိတ်ဓာတ်တွေလိုအပ်ပါတယ်သမိုင်းတစ်ကိုထုစစ်ရမှာဟန်ချက်ညီတဲ့နိုင်ငံခြားရေးမူဝါဒခိုင်မာခြင်းဖြင့်သာကမ္ဘာမိသားစုအလယ်မှာဂုဏ်သိက္ခာရှိတဲ့နိုင်ငံတော်ကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်ဒါဟာနိုင်ငံရေးရင့်ကျက်မှုရဲ့ခိုင်မာတဲ့ပြုတ်တစ်ခုပင်ဖြစ်ပါတယ်အပိုင်းကိုတန်တမန်ရေးရာတိခံမှုနဲ့ညှိနှိုင်းမှုတနိုင်ငံတကာဆက်ဆံရေးမှာအခြေခံအကျဆုံးဖြစ်တဲ့အရေးချင်းကတော့စိန်ခေါ်မှုတွေကြားကနေရလဒ်ကောင်းတွေထွက်ပေါ်လာစေဖို့ကျင့်သုံးရတဲ့တန်တမန်ရေးရာတိခံမှုပင်ဖြစ်ပါတယ်နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ဟာသူ့ရဲ့မိန့်ခွန်းမှာအာဆီယံအပါအဝင်နိုင်ငံတကာမိသားစုနဲ့ပူးပေါင်းဆောင်ရွက်ရာမှာစိတ်ရှိသည့်ခံပြီးညှိနှိုင်းဆောင်ရွက်သွားမယ်လို့အလေးပေးဖော်ပြခဲ့ပါတယ်ဒါဟာပြင်ပဖိအားတွေကိုတုံ့ပြန်ရမှာဒေါသနဲ့မဟုတ်ပဲမဟာဗျူဟာမြောက်တဲ့တိခံမှုနဲ့အဖြေရှာတာဖြစ်ပါတယ်အခုလိုချင်းကပ်မှုဟာနိုင်ငံတော်ရဲ့အချအိုးစီးပွားကိုအကာအကွယ်ပေးရင်းနိုင်ငံတကာနဲ့တကားမပိတ်ပဲဆက်သွယ်နိုင်စေမှာဖြစ်ပါတယ်ဒါကြောင့်တန်တမန်ရေးရာတိခံမှုဟာဒီနေ့ခေတ်နိုင်ငံရေးခင်းကျင်းမှာမရှိမဖြစ်လိုအပ်တဲ့လက်နက်တစ်ခုဖြစ်ပါတယ်နှစ်သမိုင်းတစ်လျှောက်မှာလည်းသမ္မတဂျွန်ဒန်စ်ဟာပြင်သစ်နိုင်ငံနဲ့ဖြစ်ပွားခဲ့တဲ့ XYZ ကိစ္စရပ်မှာစစ်ဖြစ်မဲ့အခြေအနေကိုတန်တမန်ရေးရာတိခံမှုနဲ့ကြော်ဝါခဲ့ပါတယ်သူဟာပြည်တွင်းကစစ်လိုလားတဲ့ဖိအားတွေကိုအန်တူပြီးငြိမ်းချမ်းတဲ့နေလန်းနဲ့ညှိနှိုင်းခဲ့တာကြောင့်အမေရိကန်နိုင်ငံကိုပျက်စီးခြင်းကနေကာကွယ်နိုင်ခဲ့ပါတယ်မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေမှာလည်းနိုင်ငံတကာရဲ့ဝေဖန်မှုနဲ့ဖိအားတွေကိုဒီကဲ့သို့သောရင့်ကျက်တဲ့တန်တမန်နည်းလမ်းနဲ့ရင်ဆိုင်ဖို့လိုအပ်ပါတယ်တိခံခြင်းဆိုတာအားနည်းခြင်းမဟုတ်ပဲပုံမကြီးမားတဲ့ပန်းတိုင်အတွက်အချိန်ဆောင်ဆိုင်ခြင်းဖြစ်ပါတယ်ဒါဟာနိုင်ငံတကာဆက်ဆံရေးမှာရင့်ကျက်တဲ့နိုင်ငံရေးဥဆောင်မှုကိုပြသခြင်းပင်ဖြစ်ပါတယ်သုံးသမတ်ရဲ့မိန့်ခွန်းမှာအာဆီယံရဲ့တူညီဆန္ဒ၅ချက်အပေါ်အလေးထားဆောင်ရွက်မယ်လို့ဆိုခြင်းဟာဒေသတွင်မိတ်ဖက်တွေနဲ့ညှိနှိုင်းလိုတဲ့စိတ်ဆန္ဒကိုဖော်ပြခြင်းဖြစ်ပါတယ်တန်တမန်ရေးရာညှိနှိုင်းမှုဟာတစ်ဖက်နဲ့တစ်ဖက်အလျှော့အတင်းပြုလုပ်ခြင်းအပေါ်မှာအခြေခံထားပါတယ်အခုလိုညှိနှိုင်းမှုတွေကတဆင့်နိုင်ငံတကာရဲ့နားလည်မှုကိုရရှိဖို့ကြိုးပမ်းခြင်းဟာနိုင်ငံတော်အတွက်အကျိုးရှိတဲ့လှုပ်ဆောင်ချက်ဖြစ်ပါတယ်နိုင်ငံခြားရေးမူဝါဒဟာတဦးတည်းယက်တည်ခြင်းထက်မိဖက်တွေအကြားညှိနှိုင်းမှုနဲ့ခိုင်မာလာရမှာဖြစ်ပါတယ်ထဲ့ကြောင့်ဒါဟာနိုင်ငံတကာစင်မြင့်ပေါ်မှာမြန်မာနိုင်ငံရဲ့အခန်းကဏ္ဍကိုပြန်လည်ထိန်းညှိခြင်းဖြစ်ပါတယ်လေးတန်တမန်ရေးရာတိခံမှုမှာအရေးကြီးဆုံးကတော့မိမိနိုင်ငံရဲ့အချုပ်အခြာအာဏာကိုမထိခိုက်စေဘဲနိုင်ငံတကာစံနှုန်းတွေနဲ့ဟန်ချက်ညီအောင်ညှိနှိုင်းခြင်းဖြစ်ပါတယ်သမ္မတဦးမင်းအောင်လှိုင်ကနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုကာကွယ်မယ်လို့ကတိပြုထားသလိုပဲနိုင်ငံတကာနဲ့ဆက်ဆံရမှာလဲဒီမူဝါဒကိုကင်ဆွဲထားပါတယ်ညှိနှိုင်းမှုတွေဟာနိုင်ငံတော်ရဲ့ဂုဏ်သိက္ခာကိုမြင့်တင်ပေးနိုင်ရမှာဖြစ်တယ်လို့ရေရှည်တည်တတ်တဲ့ရလဒ်တွေကိုလည်းပေးနိုင်ရမှာဖြစ်ပါတယ်အခုလိုတိခံမှုရှိခြင်းဟာနိုင်ငံတကာရဲ့ယုံကြည်မှုကိုပြန်လည်ရရှိစေဖို့အကောင်းဆုံးသောနည်းလမ်းဖြစ်ပါတယ်ဒါဟာနိုင်ငံတကာဆက်ဆံရေးမှာမျှခြေရှိတဲ့တန်တမန်ရေးရာအလှည့်အပြောင်းပင်ဖြစ်ပါတယ်915ရာစုဖလော်ရင်းစ်မြို့ပြနိုင်ငံဟာလည်းအင်အားကြီးနိုင်ငံတွေရဲ့ချိန်ချောက်မှုကိုတိခံခြင်းနဲ့လိမ္မာပါနတ်တဲ့ညှိနှိုင်းမှုတွေနဲ့ကြော်ဝါခဲ့ခြင်းကြောင့်ကြွယ်ဝချမ်းသာခဲ့ခြင်းဖြစ်ပါတယ်အဲ့ဒီတုန်းကတန်တမန်တွေဟာစစ်ပွဲတွေကိုရှောင်လွှဲဖို့နဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေပွင့်လင်းဖို့အတွက်အမှုပညာဆန်တဲ့ညှိနှိုင်းမှုတွေကိုပြုလုပ်ခဲ့ကြပါတယ်မြန်မာနိုင်ငံမှာလည်းတန်တမန်ရေးရာတိခံမှုကတဆင့်နိုင်ငံတကာယင်းနှိမ့်မြုပ်နှံမှုတွေနဲ့အကူအညီတွေကိုပြန်လည်ဖိတ်ခေါ်နိုင်ရမှာဖြစ်ပါတယ်အခုလိုပွင့်လင်းတဲ့ဆက်ဆံရေးဟာနိုင်ငံတော်ရဲ့စွမ်းအားကိုတိုးတက်စေတဲ့အပြင်ပြည်သူတို့ရဲ့အကျိုးစီးပွားကိုလည်းဖော်ဆောင်ပေးမှာဖြစ်ပါတယ်ဒီစုပေါင်းလှုပ်ဆောင်မှုဟာနိုင်ငံတော်ကိုကမ္ဘာ့အလယ်မှာဂုဏ်သိက္ခာရှိစေမှာဖြစ်ပါတယ်6နိုင်ငံရေးယဉ်ကျေးမှုတစ်မှာတန်တမန်ရေးရာညှိနှိုင်းမှုဟာပြည်တွင်းငြိမ်းချမ်းရေးနဲ့တိုက်ရိုက်ဆက်ဆက်နေပါတယ်ဂျွန်ဒန်စ်ကနိုင်ငံတကာဆက်ဆံရေးမှာစိတ်ခံစားမှုထက်လက်တွေ့ကျတဲ့ညှိနှိုင်းမှုကိုရှေ့တန်းတင်ခဲ့တယ်လို့ပဲမြန်မာနိုင်ငံရေးမှာလည်းလက်တွေ့ကျဖို့လိုအပ်ပါတယ်တိခတ်တဲ့တန်တမန်ရေးဟာနိုင်ငံတကာဖိအားတွေကိုကြံ့ကြံ့ခံနိုင်ုံတင်မကပဲအခွင့်အလမ်းတွေဖြစ်ပြောင်းလဲနိုင်စွမ်းရှိရပါမယ်
အပြန်အလှန်လေးစားမှုရှိတဲ့ညှိနှိုင်းမှုဟာနိုင်ငံတကာအင်အားစုတွေအကြားမြန်မာနိုင်ငံရဲ့ယုံကြည်ကိုးစားမှုကိုမြင့်တင်ပေးမှာဖြစ်ပါတယ်ဒီလိုနည်းနဲ့နိုင်ငံတော်အတွင်းပုံမခိုင်မာတဲ့နိုင်ငံတကာမိဖက်အစုအဖွဲ့တွေကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်ခုနှစ်သမ္မတရဲ့မိန့်ခွန်းမှာကုလသမဂ္ဂနဲ့နိုင်ငံတကာဖွဲ့စည်းတွေနဲ့ဆက်လက်ပူးပေါင်းဆောင်ရွက်မယ်လို့ဆိုခြင်းဟာတန်တမာရေးရာလမ်းကြောင်းကိုဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်အခုလိုညှိနှိုင်းမှုတွေဟာနိုင်ငံတကာမှာမြန်မာနိုင်ငံအပေါ်ထားရှိတဲ့အထင်မြင်လွဲမှားမှုတွေကိုလျှော့ချပေးနိုင်မှာဖြစ်ပါတယ်တိခတ်မှုရှိတဲ့တန်တမာရေးဟာရန်ဘက်ပြုခြင်းထက်မိဖက်ပြုခြင်းကိုအားပေးတဲ့ယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်ဒါဟာနိုင်ငံတကာအတိုက်အဝန်းမှာတာဝန်သိတဲ့နိုင်ငံတစ်ခုအဖြစ်ယက်တည်ခြင်းကိုပြသခြင်းပင်ဖြစ်ပါတယ်နိုင်ငံခြားရေးမူဝါဒဟာနိုင်ငံတော်ရဲ့ဂုဏ်သိက္ခာကိုကာကွယ်ပေးတဲ့အားကောင်းတဲ့ခံတပ်လည်းဖြစ်ပါတယ်ရှစ်တရုတ်မှန်လွန်ခေတ်ရဲ့စိန်ခေါ်မှုတွေမှာနိုင်ငံတကာစင်မြင့်ပေါ်မှာအချက်လက်မှန်တွေနဲ့ညှိနှိုင်းဆွေးနွေးဖို့အလွန်အရေးကြီးပါတယ်ဝါဒဖြန့်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့တန်တမာရေးရာအကျက်တဲတွေကိုသိခံခြင်းနဲ့ခိုင်မာတဲ့အထောက်အထားတွေနဲ့တုံ့ပြန်ရမှာဖြစ်ပါတယ်တန်တမာရေးရာညှိနှိုင်းမှုဟာအမှန်တရားကိုကမ္ဘာကသိရှိစေဖို့ပွင့်လင်းမြင်သာစွာဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ဖြစ်ပါတယ်နိုင်ငံတကာမီဒီယာတွေနဲ့အဖွဲ့အစည်းတွေကိုမှန်ကန်တဲ့အချက်လက်တွေနဲ့ချိတ်ဆက်ခြင်းဟာနိုင်ငံတော်ရဲ့ပုံရိပ်ကိုမြင့်တင်ပေးမှာဖြစ်ပါတယ်အခုလိုပွင့်လင်းမြင်သာမှုဟာနိုင်ငံတကာဆက်ဆံရေးကိုပုံမခိုင်မာစေပါလိမ့်မယ်ကိုယ်တန်တမာရေးရာသိခံမှုနဲ့ညှိနှိုင်းမှုဟာနိုင်ငံတော်ရဲ့စီးပွားရေးလုံခြုံမှုအတွက်လည်းအခြေခံကြပါတယ်နိုင်ငံတကာနဲ့ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့်ကုန်သွယ်ရေးပိတ်ဆို့မှုတွေကိုလျှော့ချနိုင်ပြီးစီးပွားရေးအခွင့်အလမ်းသစ်တွေကိုဖော်ဆောင်နိုင်မှာဖြစ်ပါတယ်သမ္မတဦးမင်းအောင်လှိုင်ကနိုင်ငံတော်ရဲ့စီးပွားရေးကိုမြင့်တင်ဖို့ပြောကြားရာမှာနိုင်ငံတကာနဲ့အဆင်ပြေစွာဆက်ဆံနိုင်မှုဟာမရှိမဖြစ်လိုအပ်ပါတယ်ညှိနှိုင်းမှုတွေကတဆင့်ရရှိလာတဲ့ယုံကြည်မှုဟာနိုင်ငံခြားရေးနှီးမြှုပ်နှံမှုတွေကိုဆွဲဆောင်နိုင်မဲ့အဓိကသောချက်ဖြစ်ပါတယ်ဒါကြောင့်ဒီမူဝါဒဟာနိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်မောင်းနှင်အားတစ်ခုဖြစ်ပါတယ်တစ်ဆက်ညီကုန်းချုပ်ရရင်အပိုင်းကိုဖြစ်တဲ့တန်တမာရေးရာသိခံမှုနဲ့ညှိနှိုင်းမှုဟာမြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲမှုရဲ့အရေးပါတဲ့ဗျူဟာတစ်ခုဖြစ်ပါတယ်သမ္မတဦးမင်းအောင်လှိုင်ရဲ့မိန့်ခွန်းဟာနိုင်ငံတကာဆက်ဆံရေးမှာသိခံခြင်းနဲ့ညှိနှိုင်းခြင်းရဲ့အရေးပါမှုကိုရှင်းလင်းစွာဖော်ပြခဲ့ပါတယ်ဒီလုပ်ငန်းစဉ်ရေရှည်တည်တံ့ဖို့အတွက်ကျွမ်းကျင်တဲ့တန်တမာရေးရာစွမ်းဆောင်ရည်နဲ့နိုင်ငံတော်အကျိုးကိုရှေ့ရှုတဲ့စိတ်ဓာတ်တွေလိုအပ်ပါတယ်တမိုင်းတစ်ကိုထုစစ်ရမှာသိခံမှုရှိတဲ့တန်တမာရေးခိုင်မာခြင်းဖြစ်ဒါကမ္ဘာမိသားစုအလယ်မှာဂုဏ်သိက္ခာရှိတဲ့နိုင်ငံတော်ကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်ဒါဟာနိုင်ငံရေးယဉ်ကျေးမှုရဲ့ခိုင်မာတဲ့ပြည့်ုပ်တစ်ခုပင်ဖြစ်ပါတယ်အပိုင်းတစ်ဆက်စွမ်းအင်လုံခြုံရေးနှင့်လွတ်လပ်ခွင့်တနိုင်ငံတော်ရဲ့စီးပွားရေးနဲ့လူမှုဘဝဖွံ့ဖြိုးတိုးတက်ဖို့အတွက်အခြေခံအကျဆုံးလိုအပ်ချက်ကတော့ခိုင်မာတဲ့စွမ်းအင်လုံခြုံရေးပင်ဖြစ်ပါတယ်နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ဟာသူ့ရဲ့မိန့်ခွန်းမှာပြည်တွင်းစွမ်းအင်လုံလောက်စွာရရှိရေးနဲ့ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍကိုတိုးမြင့်ဖို့အထူးလေးပေးပြောကြားခဲ့ပါတယ်ဒါဟာပြည်ပစွမ်းအင်ပေါ်မိခိုနေရတာကိုလျှော့ချပြီးမိမိခြေထောက်ပေါ်မိမိရည်တည်နိုင်တဲ့စွမ်းအင်လွတ်လပ်ခွင့်ကိုဖော်ဆောင်တာဖြစ်ပါတယ်စွမ်းအင်လုံခြုံမှုဟာနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာနဲ့တိုက်ရိုက်ဆက်ဆက်နေတာမို့ဒီကဏ္ဍကိုဗျူဟာမြောက်ကင်တွယ်ဖို့လိုအပ်ပါတယ်ဒါကြောင့်စွမ်းအင်လုံခြုံရေးဟာခေတ်မီနိုင်ငံတော်တည်ဆောက်ရေးရဲ့အသက်သွေးကြောဖြစ်ပါတယ်နှစ်သမိုင်းဆိုင်ရာသင်ခန်းစာတွေအရအင်အားကြီးနိုင်ငံတွေဟာသူတို့ရဲ့စွမ်းအင်လွတ်လပ်ခွင့်အတွက်အမြဲတမ်းကြိုးပမ်းခဲ့ကြတာကိုတွေ့ရပါတယ်သမ္မတဂျွန်တန်စကစ်မှာစွမ်းအင်ဆိုတာဒီနေ့ခေတ်လိုလျှက်စစ်မဟုတ်ပေမဲ့တယံဇာတက်နဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေကိုထိန်းချုပ်နိုင်စွမ်းဟာနိုင်ငံရဲ့အာမန်ဖြစ်ခဲ့ပါတယ်မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေမှာလည်းရေအားလျှက်စစ်နေရောင်ခြည်စွမ်းအင်နဲ့တဘာဝတက်ငွေတွေကိုအကျိုးရှိရှိအသုံးချခြင်းဖြင့်စွမ်းအင်ကျက်တဲကိုကျော်ဝါးရမှာဖြစ်ပါတယ်စွမ်းအင်လုံခြုံမှုရှိခြင်းဟာပြည်ပဖိအားတွေကြားမှာနိုင်ငံတော်ရဲ့ရည်တည်ချက်ကိုပုံမခိုင်မာစေမှာဖြစ်ပါတယ်ဒါဟာနိုင်ငံရေးအရလွတ်လပ်စွာဆုံးဖြတ်နိုင်စွမ်းကိုထောက်ပံ့ပေးတဲ့အခြေခံအုတ်မြစ်ပင်ဖြစ်ပါတယ်သုံးသမ္မတရဲ့မိန့်ခွန်းမှာလျှက်စစ်ကဏ္ဍကိုအရှိန်ဟုန်နဲ့မြင့်တင်ဖို့တိုက်တွန်းခြင်းဟာစက်မှုကဏ္ဍနဲ့စိုက်ပျိုးရေးကဏ္ဍတိုးတက်ရေးအတွက်ရည်ရွယ်ရာဖြစ်ပါတယ်စွမ်းအင်လုံလောက်စွာရရှိမှသာလျှင်ပြည်တွင်းကုန်ထုတ်လုပ်မှုတွေမြင့်မားလာပြီးအလုပ်ကိုင်အခွင့်အလမ်းတွေပေါ်ထွက်လာမှာဖြစ်ပါတယ်အခုလိုစွမ်းအင်လွတ်လပ်ခွင့်ဟာနိုင်ငံတော်ရဲ့ GDP ကိုတိုးတက်စေတဲ့အပြင်ပြည်သူတို့ရဲ့လူမှုဘဝကိုပါတိုက်ရိုက်မြင့်တင်ပေးနိုင်ပါတယ်စွမ်းအင်မူဝါဒဟာရေတိုဖြည့်ရှင်းချက်ထက်ရေရှည်တည်တံ့တဲ့ဗျူဟာတစ်ခုဖြစ်ရပါမယ်ဒါကြောင့်ဒါဟာနိုင်ငံတော်ရဲ့စီးပွားရေးခံတပ်ကိုပုံမခိုင်မာစေမဲ့လှုပ်ဆောင်ချက်ဖြစ်ပါတယ်လေးစွမ်းအင်လုံခြုံရေးမှာပြည်တွင်းကထွက်ရှိတဲ့တယံဇာတတွေကိုအကျိုးရှိစွာစီမံခန့်ခွဲခြင်းဟာအလွန်အရေးကြီးပါတယ်သမ္မတဦးမင်းအောင်လှိုင်ကတဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေဘဲစွမ်းအင်ထုတ်ယူရေးကိုလမ်းညွှန်ထားခြင်းဟာတာဝန်ယူမှုရှိတဲ့ဖွံ့ဖြိုးရေးကိုဥတည်တာဖြစ်ပါတယ်အခုလိုစီမံခန့်ခွဲမှုဟာမျိုးဆက်သစ်တွေအတွက်တယံဇာတတွေကိုထိမ့်သိမ်းရာရောက်သလိုလက်ရှိလိုအပ်ချက်ကိုလည်းဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်စွမ်းအင်လွတ်လပ်ခွင့်ဟာပြည်ပကတင်သွင်းရတဲ့စွမ်းအင်ကုန်ကျစရိတ်တွေကိုလျှော့ချပေးနိုင်တာမို့နိုင်ငံတော်ရဲ့ဗဏ္ဍာရေးကိုပုံမကျန်းမာစေပါတယ်ဒါဟာနိုင်ငံတော်တည်ဆောက်ရေးမှာလက်တွေ့ကျတဲ့စီးပွားရေးမျှခြေတစ်ခုဖြစ်ပါတယ်
95ရာစုဖလော်ရင်စ်မြို့ပြနိုင်ငံဟာလည်းအဲ့ဒီတုန်းကအရင်းမြစ်တွေကိုကျွမ်းကျင်စွာအသုံးချနိုင်ခြင်းကြောင့်ဥရောပရဲ့စီးပွားရေးချက်ချဖြစ်လာခဲ့တာဖြစ်ပါတယ်။သူတို့ဟာမိမိတို့ရဲ့အင်အားကိုပြည်တွင်းရင်းမြစ်တွေအပေါ်မှာတိစောက်ခဲ့ကြပါတယ်။မြန်မာနိုင်ငံမှာလည်းစွမ်းအင်လုံခြုံရေးကိုအခြေခံပြီးစက်မှုအသွင်ကူးပြောင်းမှုကိုဖော်ဆောင်ရမှာဖြစ်ပါတယ်။စွမ်းအင်လွတ်လပ်ခွင့်ရှိတဲ့နိုင်ငံဟာနိုင်ငံတကာအကျပ်တဲတွေကြားမှာအထိခိုက်နှီးဆုံးသောနိုင်ငံဖြစ်လာပါလိမ့်မယ်။ဒီစုပေါင်းလှုပ်ဆောင်မှုဟာနိုင်ငံတော်ကိုခေတ်မီတိုးတက်တဲ့လမ်းကြောင်းပေါ်ပို့ဆောင်ပေးမှာဖြစ်ပါတယ်။6နိုင်ငံရေးယဉ်ကျေးမှုတစ်မှာစွမ်းအင်ကဏ္ဍဟာပြည်သူ့ဝန်ဆောင်မှုရဲ့အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ရပါမယ်။ဂျွန်ဒန်စ်ကနိုင်ငံသားတို့ရဲ့တာယာဝပြောရေးကိုရှေ့ရှုခဲ့တယ်လို့ပဲမြန်မာနိုင်ငံရေးမှာလည်းပြည်သူတိုင်းလျှက်စစ်မီးရရှိရေးဟာအဓိကပန်းတိုင်ဖြစ်ပါတယ်။စွမ်းအင်လုံခြုံရေးဟာမြို့ပြနဲ့ကျေးလက်ကွာဟမှုကိုလျှော့ချပေးနိုင်တဲ့အားကောင်းတဲ့ကိရိယာတစ်ခုဖြစ်ပါတယ်။အပြန်အလှန်လေးစားမှုရှိတဲ့လူမှုဖွဲ့စည်းတည်ဆောက်ရာမှာအခြေခံလိုအပ်ချက်တွေပြည့်စုံမှုဟာအရေးပါတဲ့အခန်းကဏ္ဍကပါဝင်နေပါတယ်ဒီလိုနည်းနဲ့နိုင်ငံတော်တွင်ညီညွတ်တဲ့လူမှုပတ်ဝန်းကျင်ကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ခုနှစ်သမ္မတရဲ့မိန့်ခွန်းမှာအမှုမြူစွမ်းအင်ကိုငြိမ်းချမ်းစွာအသုံးပြုရေးအတွက်ရုရှားနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်မှုကိုဖော်ပြခြင်းဟာနည်းပညာအဆင့်မြင့်တဲ့စွမ်းအင်ဗျူဟာကိုဖော်ဆောင်တာဖြစ်ပါတယ်။အခုလိုနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေဟာစွမ်းအင်လုံခြုံရေးကိုအရှိန်ဟုန်နဲ့မြင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။နိုင်ငံခြားရေးမူဝါဒနဲ့စွမ်းအင်မူဝါဒကိုပေါင်းစပ်ခြင်းဖြင့်နိုင်ငံတော်အတွက်အကျိုးရှိတဲ့ရလဒ်တွေကိုဖော်ဆောင်နိုင်ပါတယ်။စွမ်းအင်လွတ်လပ်ခွင့်ဟာနည်းပညာပိုင်းဆိုင်ရာမြင့်တင်မှုတွေနဲ့အတူခိုင်မာလာရမှာဖြစ်ပါတယ်။ဒါဟာနိုင်ငံတကာစင်မြင့်ပေါ်မှာမြန်မာနိုင်ငံရဲ့စွမ်းဆောင်ရည်ကိုပြသခြင်းပင်ဖြစ်ပါတယ်။ရှစ်တရုတ်မှန်လုံခေတ်ရဲ့စိန်ခေါ်မှုတွေမှာစွမ်းအင်စီမံကိန်းတွေနဲ့ပတ်သက်ပြီးမှားယွင်းတဲ့သတင်းချက်လက်တွေကိုပွင့်လင်းမြင်သာစွာရှင်းလင်းဖို့လိုအပ်ပါတယ်။စွမ်းအင်စီမံကိန်းတွေဟာနိုင်ငံတော်နဲ့ပြည်သူအတွက်ဘယ်လိုအကျိုးရှိတယ်ဆိုတာကိုအချက်လက်တွေနဲ့ချပြရပါမယ်။ဟန်ချက်ညီတဲ့ဆက်သွယ်ရေးယဉ်ကျေးမှုကိုထူထောင်ခြင်းဖြင့်စွမ်းအင်ကဏ္ဍအပေါ်ပြည်သူရဲ့ယုံကြည်မှုကိုမြင့်တင်ရမှာဖြစ်ပါတယ်။စွမ်းအင်လုံခြုံရေးဟာနိုင်ငံသားအလုံးရဲ့ပူးပေါင်းပါဝင်မှုနဲ့သာအောင်မြင်နိုင်မဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။အခုလိုပွင့်လင်းမြင်သာမှုဟာစီမံကိန်းတွေအပေါ်တန်တရားတွေကိုဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။ကိုယ်စွမ်းအင်လုံခြုံရေးနဲ့လွတ်လပ်ခွင့်ဟာနိုင်ငံတော်ရဲ့ကာကွယ်ရေးစွမ်းရည်အတွက်လည်းအလွန်အရေးကြီးပါတယ်။စွမ်းအင်လုံလောက်စွာရှိတဲ့နိုင်ငံဟာဘလို့အရေးပေါ်အခြေအနေမှာမဆိုကြံ့ကြံ့ခံနိုင်စွမ်းရှိပါတယ်။သမ္မတဦးမင်းအောင်လှိုင်ကနိုင်ငံတော်ရဲ့လုံခြုံရေးကိုပြောကြားရမှာဒီစွမ်းအင်ကဏ္ဍခိုင်မာမှုဟာအရေးပါတဲ့ကြောရိုးဖြစ်ပါတယ်။စွမ်းအင်လွတ်လပ်ခွင့်ဟာပြည်ပကစွမ်းအင်နဲ့ချိန်ချောက်မှုကိုကာကွယ်ပေးနိုင်တဲ့မဟာဗျူဟာမြောက်လက်နက်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်ဒီမူဝါဒဟာနိုင်ငံတော်ရဲ့ရေရှည်တည်တံ့မှုအတွက်အကောင်းဆုံးသောအာမခံချက်ဖြစ်ပါတယ်။တစ်ဆက်ဏီကုန်းချုပ်ရရင်အပိုင်း30ဖြစ်တဲ့စွမ်းအင်လုံခြုံရေးနဲ့လွတ်လပ်ခွင့်ဟာမြန်မာနိုင်ငံရေးနဲ့စီးပွားရေးအလှည့်အပြောင်းရဲ့အခြေခံကျတဲ့မဏ္ဍိုင်ဖြစ်ပါတယ်။သမ္မတဦးမင်းအောင်လှိုင်ရဲ့မိန့်ခွန်းဟာဒီကဏ္ဍမှာနိုင်ငံတော်ရဲ့ရည်မှန်းချက်တွေကိုပြတ်သားစွာချပြခဲ့ပါတယ်။အခုလိုစွမ်းအင်လွတ်လပ်ခွင့်ရေရှည်တည်တံ့ဖို့အတွက်စနစ်တကျစီမံခန့်ခွဲမှုနဲ့အားလုံးရဲ့စုပေါင်းအားထုတ်မှုတွေလိုအပ်ပါတယ်။သမိုင်းတစ်ကိုထုစစ်ရာမှာစွမ်းအင်လုံခြုံရေးခိုင်မာခြင်းဖြင့်သာတိုးတက်ပြီးအမိအခိုကင်းတဲ့နိုင်ငံတော်ကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ဒါဟာနိုင်ငံရေးယဉ်ကျေးမှုအသစ်အတွက်ခိုင်မာတဲ့အောင်ပွဲတစ်ခုပင်ဖြစ်ပါတယ်။ဒီနေရာမှာတော့နိုင်ငံတော်သမ္မတရဲ့မိန့်ခွန်းသုံးသက်ချက်နဲ့အနာဂတ်ဗျူဟာများပထမပိုင်းကိုအဆုံးသတ်လိုက်ရပါတယ်။ကျုပ်တို့ဟာနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ရဲ့မိန့်ခွန်းကတဆင့်နိုင်ငံတော်ရဲ့နိုင်ငံရေးစီးပွားရေးငြိမ်းချမ်းရေးနဲ့စွမ်းအင်ကဏ္ဍဆိုင်ရာအလှည့်အပြောင်းတွေကိုအသေးစိတ်လေ့လာဆန်းစစ်ခဲ့ပြီးဖြစ်ပါတယ်။ဒီဗျူဟာတွေဟာနိုင်ငံတော်သစ်စီလန်တက်မဲ့ခိုင်မာတဲ့လေကားထစ်တွေပဲဖြစ်ပါတယ်။ဆက်လက်တင်ဆက်ပေးမဲ့ဒုတိယပိုင်းမှာတော့နိုင်ငံသားတို့ရဲ့အခန်းကဏ္ဍနဲ့လူမှုနိုင်ငံရေးပြောင်းလဲမှုအကြောင်းကိုတင်ပြသွားပါမယ်။ဒီအပိုင်းမှာတော့ကျုပ်တို့ဟာအုပ်ချုပ်သူတွေနဲ့မူဝါဒပိုင်းဆိုင်ရာတွေကနေကျော်လွန်ပြီးနိုင်ငံသားတို့ရဲ့ပါဝင်မှုကိုအဓိကထားဆွေးနွေးသွားမှာဖြစ်ပါတယ်။နိုင်ငံရေးယဉ်ကျေးမှုအလှည့်အပြောင်းတစ်ခုအောင်မြင်ဖို့အတွက်ပြည်သူတို့ရဲ့စိတ်သက်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုတာဝန်သိမှုနဲ့မတူကွဲပြားမှုတွေပေါ်ထားရှိတဲ့သဘောထားတွေဟာဘလောက်အထိအရေးရတယ်ဆိုတာကိုဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။ NCN ရုပ်သံသတင်းဌာနရဲ့တီထောင်သူကိုအံဘုံမြတ်ပြုစုရေးသားနေတဲ့ခေတ်ပြိုင်တရုတ်မှန်လွန်မြန်မာနိုင်ငံရေးသုံးသက်ချက် Postcard အစီအစဉ်ဆောင်းပါးပေါင်းချုပ်စာအုပ်ကို Limited Edition ကန့်သက်ထူးထုတ်အနေနဲ့မကြာခင်ထုတ်ဝေဖြန့်ချိဖို့ရှိနေတာကြောင့်ကြိုတင်အမှာစာတင်မှာယူနိုင်ကြောင်းသတင်းကောင်းပါလိုက်ရင်အဆုံးသတ်လိုက်ပါတယ်။